ချစ်တော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တင်တာတင်မဲ့ channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။နောက်ဆက်သူပရိသတ်တွေအတွက်စိတ်ဝင်စားစရာအကျင့်ဝတ္ထုဇာတ်လမ်းကောင်းလေးများစွာတင်ဆက်ပေးနေကျမတို့ရဲ့ channel ကနေဒီကနေ့တင်ဆက်ပေးမယ့်အကျင့်ဇာတ်လမ်းလေးကတော့အရှင်ရဲ့ကြေးကြောဆိုတဲ့အကျင့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။ဇာတ်လမ်းလေးတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးတော့ဘေးက notification လေးကိုနှိပ်ပေးတော့ဖို့တောင်းဆိုချင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ချစ်ရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီ။ပလဲပြကျော်အရှင်တေဟဘာဝကတိမ့်ပိုက်လိုက်ပြီဟဲ့။ကျေးကျော်တန်တွေရဲ့စုံပလဲပြလူမျိုးစုတစုကတော့မြေကြီးပေါ်မှာအတုံးရှုံလဲပြီးရန်သူတော်ချေမှာဝှက်တွားနေရတယ်။ပလဲပြကျော်ပေါ်ကစစ်တုပ်ပန်းတွေနဲ့တန်ဖိုးကြီးရဲ့လက်ဝက်လက်စားတွေအကုန်လုံးတေဟဘာဝတို့ကအပိုင်ရသွားခဲ့တယ်။နေမြေချက်တွင်မူပါတေဟဘာဝကအပြတ်တန်နိုင်သွားတာကြောင့်ပလဲပြကျော်တိမ့်ပိုက်ပြီးကျွန်းပေါ်ကစစ်တုပ်ပန်းတွေနဲ့လက်ဝက်လက်စားရတနာတွေအားလုံးသူတို့နေတဲ့ဗဟုကန်ကျွန်းနေရာစီကိုယူဆောင်သွားတယ်။တိုက်ပွဲအောင်မြင်ပြီးစီးတဲ့နောက်တေဟဘာဝလူတွေကအောင်ပွဲခံကြတယ်။သူတို့တွေလည်းဗဟုကန်လိုပုံစံကျွန်းကြီးတကျွန်းပေါ်မှာမျိုးနယ်စီတစ်စီလုံးနေထိုင်ပြီးတစားတက်တစားအင်အားကြီးမှလာပြီးနေမြေတွေချက်တွင်လာကြတယ်။အောင်ပွဲခံပြီးတောက်စားရှင်ဖို့ပျော့ပါနေကြတယ်။ငါတော့အလားဆုံးလေးကိုရွေးယူပါဗျာ။ပလဲပြကျွန်းရဲ့မင်းသမီးလေးကိုငါပိုင်ယူပါဟာဟာပလဲပြကျွန်းရဲ့မင်းသမီးလေးနှစ်ယောက်ကိုစစ်တုံပန်းဖြင့်ခေါ်လာပြီးတိုက်ပွဲမှာစမ်းဆောင်ပေးခဲ့တဲ့သူရဲကောင်းတွေကိုစုလက်ဖြင့်ချီးမြှောက်ပွဲပွဲအောင်ဒီညစတင်ပါတော့မယ်အားလုံးကနာမည်ကြီးနေတဲ့ပလဲပြကျွန်းရဲ့မင်းသမီးလေးနှစ်ယောက်ကိုကြည့်ကြလို့သူတို့ရဲ့အလှတရားပြောစမတ်တင်လောက်ကြော်ကြတာမို့မြင်ကျင်တွေ့ကျင်ကြတော့ရုပ်ရုပ်တဲတဲဖြစ်နေကြတယ်ချော်မောလှပတဲ့မင်းသမီးလေးနှစ်ယောက်ကိုဘယ်သူများပိုင်ဆိုင်သွားမလဲအားလုံးကစိတ်ဝင်စားရှိနေသလိုသူ့ဦးငါအရင်လူကြမဲ့ပွဲလေးဖြစ်ပါတယ်အဲ့ဒီထဲမှာတေဟဘာဦးရဲ့ဦးလေးသူရကြော်ခေါင်မှာပါတယ်သူရကြော်ခေါင်ကအရက်လေးတများများနဲ့ပွဲရဲ့ထိတ်ဆုံးမှာရှိနေပွဲရဲ့အလဲမှာတော့တေဟဘာဦးထိုင်နေတယ်တေဟဘာဦးကသူတို့ဘာဦးမျိုးနယ်စုရဲ့ခေါင်းဆောင်ဖြစ်ပါတယ်တေဟဘာဦးရဲ့နဘေးမှာသူ့ရဲ့လက်ယုံကြီးသစ္စာရှိဆုံးငယ်တငယ်ချင်းလို့ခေါ်လို့ရတယ်လို့တေဟဘာဦးပြီးအဲ့ဒီသူကသူတို့မျိုးနယ်စုထဲမှာအာနာကြီးဆုံးဖြစ်ပါတယ်အဲ့ဒီလူကတော့ရာမခမိန်ဖြစ်တယ်ခေါင်းဆောင်တေဟဘာဦးနဲ့ငယ်တငယ်ချင်းလည်းဖြစ်တယ်လို့အာနာကြီးဆုံးလည်းဖြစ်တာကြောင့်သူ့ကိုလည်းတေဟဘာဦးနီးတူအားလုံးတစ်မျိုးနယ်လုံးကကြောက်ရွံ့ရိုသေလေးစားကြတယ်ရာမခမိန်ဟာသပင်ကိုအပေါ်ထုံးပြီးအရှိချထားပြီးတော့စစ်သူရဲ့ကောင်းဆန်တဲ့ပုံစံဖြစ်ပါတယ်။မျက်နှာအမြဲမျက်မှောက်ကျုပ်ထားပြီးမျက်နှာပေါ်မုတ်စိတ်ပရက်ပွားခန္ဓာကိုယ်ဟာတန်တန်မမထွားကြိုက်တဲ့ကိုဟန်တည်ရှိတယ်။သူ့မြဲကင်ဆောင်တဲ့လက်နက်ကထွေထွေထူးထူးသောဓားသွားကြီးကိုကင်ထားတယ်။ပွဲရလည်းမကြခင်မှာစတော့မှမို့စစ်တုံပန်းတွေကိုလည်းအစင်သင့်ပြန်ထားကြပြီးရာမခမိန်ဒီတစ်ချိန်မှာမင်းရဲ့ဥဆောင်မှုငါမြင်တယ်။မင်းဥဆောင်မှုကြောင့်လည်းဒီတိုက်ပွဲကအပြတ်သက်ကြီးနိုင်ခဲ့တယ်။မင်းလည်းရှိရထားတဲ့အမျိုးသမီးမရှိဘူးမလားဒီနေ့ငါတို့ဖမ်းခေါ်လာတဲ့အထက်ကမင်းကြိုက်တဲ့တယောက်ကိုတွေ့ရင်ငါမင်းအောင်ဆုလက်ဖြင့်ပေးသနာမယ်အမျိုးသမီးကိစ္စတွေမှာဝါသနာမထုံတတ်တဲ့ရာမခမိန်เจ้าကိုသိနေတဲ့တေရဘာဦးကပြောလာတယ်အဲ့ဒီခါခမိန်ဟာနှကန်းကိုရွေးဟန်ပါပါမော့တောက်တယ်တေရီကိုပဲအဖော်ပြုတ်ပြီးတော့နေပါတယ်စိတ်ဝင်စားလားခမိန်ငါတကယ်မင်းကိုဒီနေ့စုချင်းမြင်မှာကြိုက်တဲ့တယောက်ကိုပြောလိုက်မင်းအတွက်ဖြစ်စေရမယ်တေဟဘာဦးအပြောကိုရာမခမိန်ဒီတိုင်းပြုံးပြီးပဲနားထောင်နေလိုက်တယ်။သူ့တဲ့မိန်းကလေးကိစ္စတွေကအရေးမှမကြီးပဲ။သူယူထားရတဲ့တာဝန်နဲ့ထမ်းဆောင်ရတဲ့ယာရုအတွက်သူတို့ရဲ့မျိုးနယ်စုအတွက်အင်အားမလျော့ပါသွားရအောင်စမ်းဆောင်ရမယ့်တာဝန်တစ်ခုဟာသူ့ရင်ထဲမှာပြေဝကင်းအောင်နေခဲ့တယ်။ပွဲတော်စတင်ပါပြီ။ကြော်ညာတန်တဲ့သူအားလုံးကလည်းစင်ပေါ်ကိုပဲမျှော်ကြည့်နေကြတယ်။ကြောက်တန်ဗရန်များတွေစုံလင်ထည့်ထားတဲ့တက်တာကြီးကိုမျိုးစင်ပေါ်မှာထားလိုက်ပြီးတက်တာကိုဖွင့်ကြည့်လိုက်တော့ရတနာပေါင်းစုံကပြူးပြူးပြက်ပြက်နဲ့မျက်စိချင်းစရာကောင်းလှပနေဒီကိုမျိုးတွေကငါးမျိုးငါတို့ရဲ့လူတွေကိုခွဲပေးလိုက်ဟဲမျိုးနယ်စုတွေကိုတဝက်တိုက်ပွဲမှာပါဝင်ကြတဲ့ရဲဘော်ရဲဘက်တွေကိုတဝက်နဲ့အဲ့ဒီလိုအသီးသီးခွဲဝေပေးကြတယ်တင်းစဲရမိတဲ့လက်ဝဲလက်စားရတနာတွေအားလုံးခွဲဝေယူပြီးတဲ့နောက်မှာဖန်စီရမိတဲ့စစ်တုံပန်းတွေကိုခွဲဝေယူကြမယ့်အလှည့်ကိုရောက်လာကြတယ်ပထမဆုံးပလဲပြကျွန်းပေါ်ကတန်မာကြန့်ကိုင်တဲ့အမျိုးသားတွေကိုသူတို့မျိုးနယ်စုရဲ့အိမ်တွေမှာကြေးကြုံဖြစ်ယူကြတယ်။မိမပြုံလေးတွေကိုတော့အလိုရှိရဲ့ယောက်ျားသားတွေကလူကြသလိုအပြူတော့အထိန်တော်ဖြစ်လဲရွေးချယ်ကြတယ်။နောက်ဆုံးအလှည့်ကြတဲ့တုံပန်းဖြစ်ရွေးချယ်ခံရမယ့်အမျိုးသမီးနှစ်ယောက်ကတော့ပလဲပြကျွန်းရဲ့မင်းသမီးနှစ်ယောက်ညံဝင်းလက်ပြနဲ့ပန်းသွေးပြမေတို့ပဲဖြစ်ကြပါတယ်။
အမျိုးသမီးလေးနှစ်ယောက်ကိုစင်ပေါ်ခေါ်လာတော့အမျိုးသမီးလေးနှစ်ယောက်ကကြောက်ရွံ့ထိတ်လန့်စွာနဲ့တယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားပြီးတော့ငိုယိုနေကြတယ်။အောက်ကနေသူတို့အမဲပြန်မလို့ဝိုင်းလူကြတော့မယ်။ယောက်ျားသားတွေကလည်းသူတို့ရဲ့အလှကိုခံစားပြီးတရေတမျှမျှဖြစ်နေကြတယ်။ပလဲပြကျုံကိုတိမ့်ပတ်ရတာတော်တော်တန်တာပဲ။ကြည်စမ်းပါအောင်အလှလေးတွေဒါကြောင့်လဲတီကျုံပေါ်ကဘေးသမီးလေးရဲ့ဂုံသတင်းတွေကမွေးပြန်နေတာကိုကြားရတဲ့ဂုံသတင်းနဲ့လည်းလိုက်ပတ်လုံးပါတယ်။တယောက်တစ်မျိုးစီအလှလေးတွေနဲ့ဟာငါသာပိုင်ရတယ်နော်။စူးစူးညံ့ညံ့အတန်တွေကတောင်းတောင်းဖြတ်ဖြတ်ထွက်လာကြတယ်။ကဲအားလုံးတန်းစီကြပါ။နတ်သမီးလေးနှစ်ပါးရဲ့အလှကတော့မြင်တဲ့အတိုင်းပါပဲ။ဒီညဘသူကန်ထူးမလဲ။အားလုံးကစိတ်ဝင်စားနဲ့လူဖို့ပြင်းနေကြပြီ။အငယ်မလေးမျက်ဝင်းလေးပြရဲ့တွင်ပြားသပင်ကိုတင်းရင်ပြောင်းစင်တော့ရှေ့စီးထားပြီးခေါင်းပေါ်မှာရန်နာပေါင်းစုံရွှေခတ်ရှစ်ကလစ်တင်နဲ့အလားစင်ထားတဲ့မျက်နှာလေးကသေးငယ်တဲ့မျက်နှာပုံစံရှိပြီးမျက်လုံးဝိုင်းလေးမျက်ကုံးတန်းလေးတွေကနက်မောင်ပြီးစီတန်းနေသလိုနှက်ကန်းလေးကနှီးကွေးကွေးထူးခြားတာကဖန်ကော်လေးလိုလှည့်နေတဲ့မျက်ဝင်းလေးကအပြာရောင်လေးအားလုံးရဲ့လှကိုခြုံငုံကြည့်သူတစ်ပါးမျက်စီထဲမှာမျက်လုံးမလွဲကျန်စရာကောင်းတယ်အဝတ်စားကအနီရောင်နဲ့ရွှေအောင်ဖြုတ်ဖြုတ်ကိုအလားပန်းတဲ့နဲ့ဖန်တီးထားတဲ့ပိုးတဲ့ဝတ်စုံဝတ်ဆင်ထားတဲ့ကြီးလိုက်တာနဲ့ကြော်ရှင်ပြီးတော့ကိုညွတ်ထူးကြတဲ့အလှတရားကိုပိုင်ဆိုင်ထားတဲ့နတ်သမီးလေးလိုလှပနေပါတယ်။ကိုယ်ထဲမှာရွှေရောင်ငကက်တွေလဲဆွဲလက်ကောက်နဲ့ခပ်ပတ်တွေကလည်းထဲထဲဝါဝါဝတ်ဆင်ထားတယ်။သူတို့ကပလဲပြကျွန်းရဲ့ထေဝါမှုကိုပြသနေတယ်။သူမရဲ့မျက်နှာပုံစံဝတ်စုံနဲ့အလားစင်မှုတွေဟာအလွန်တန်ရှင်းလှပပြီးတာမန်လူမျိုးမဟုတ်ပဲခံရတဲ့အလှတရားပေါင်းစုထားတဲ့မိန်းကလေးတူလိုပဲခံစားရတယ်။နောက်တစ်ယောက်အကြီးမလေးပန်းသေးပြမေးရဲ့အသွင်ပြအနီရောင်ပြရောင်ဆက်ထားတဲ့ဝတ်စုံနဲ့လှပစွာခန္ဓာကိုယ်ပေါ်မှာချက်ကဲနေတယ်။မြင့်မြတ်တဲ့ရွှေလာစာကိုတစားစင်ထားပြီးလက်မောင်းခါနာတွေမှာလည်းရွှေတစားအလှစင်ထားတယ်။သပင်ကိုတောင်ကြီးကဲ့သို့ထုံထားပြီးတော့လှပအောင်ပြင်ဆင်ထားတယ်။အထက်ကိုထုံးတင်ပြီးအနားမှာရွှေပန်းခတ်တွေဆင်ထားတယ်။မျက်နှာအလှပနှစ်လိုပွဲကောင်းတဲ့မျက်လုံးသေးသွယ်တဲ့ပုံစံရှိရဲ့နှက်ခမ်းတွေသူမမှလည်းအငယ်မလေးလိုပဲမျက်လုံးတွေကထူးထူးခြားခြားအပြာရောင်ဖြစ်နေတယ်။သူမရဲ့အလှတရားအနုပညာစံတဲ့အလှတရားကိုကောင်းစွာဖော်ပြနိုင်တဲ့အသွင်ပြင်ရှိရဲ့အမျိုးသမီးငယ်တစ်ယောက်ရဲ့အလှကိုမြင်တဲ့သူတိုင်းရင်သက်ရှူပေါ်ပြီးအပိုင်လိုချင်ကြတဲ့သူတွေကတက်မှတ်စွာကြည့်နေကြတယ်။အဲ့ဒီထဲမှာတီဟပါဦးရဲ့ဦးလေးသူရကြောခေါင်းလည်းအပါဝင်ဖြစ်ပါတယ်။ကဲပလဲပြကျွန်းရဲ့အလှဆုံးအလှပကေမင်းသမီးလေးနှစ်ယောက်ကိုဘသူပိုင်ဆိုင်မလဲဆိုတာအားလုံးစိတ်ဝင်စားနေကြပါပြီ။အားလုံးကလူရက်ပြီးလက်ညှိုးဝိုင်းထားပြီးလူနေကြရတယ်။အားလုံးထဲမှာဘသူကအနိုင်ရသွားမလဲဆိုတာစိတ်ဝင်စားဖို့တော့ကောင်းတယ်။ညံဝင်းလက်ပြနဲ့ပန်းသွေးပြမင်းညီမနှစ်ယောက်ကတော့အောက်ကမျိုးသားတွေကိုယွန်ရှာတဲ့မျက်လုံးတွေနဲ့ကြောင်းရုံကကြည့်ပြီးတွန်တွန်ရင်ဖြစ်နေကြတယ်။သူတို့ကိုသားသက်ယုံကတရိတ်ဆန်ဘမဝိုင်းကြည့်ခံနေရတာဘလောက်တောင်မှဆက်စုံယွန်ရှာကြကောင်းလိုက်လေအဲ့ဒီကအရက်ကလေးတမျှမျှနဲ့သူရကြောကောင်ကအရှိကိုတိုးထွက်လာပြီးတော့ဒီတက်ကိုငါယူမယ်ဘသူတားရဲ့လဲဟေးအုတ်ချုပ်သူခေါင်းဆောင်ရဲ့ဦးလေးဖြစ်တဲ့သူရကြောကောင်ဘသူမှကြုံလုံးပြီးမရွေးရဲကြတော့သူရကြောကမိမကိစ္စမှာဝါသနာထုံပြီးအိမ်တော်မှာလဲမိမပေါင်းများစွာနဲ့နေကျင်တိုင်းနေဖြစ်ကျင်တိုင်းဖြစ်ပြီးတစ်ချိန်လုံးတောက်စားမူးရင်တဲ့အပျော်ပါမဲ့အပျော်ကျူးတဲ့လူဖြစ်တယ်သူရွေးချယ်လိုက်တဲ့အမျိုးသမီးကတော့တေချာပေါက်ကန်စိုးတော့မှာပဲမယားဖနေအောင်မြောက်လဲတာမသိတဲ့နံပါတ်စင်အောင်ပါအဲ့ဒီမျိုးသမီးငယ်လေးကတော့သူရကြောခေါင်ရဲ့ရုပ်မာမှုကိုခံရတော့မယ်ရမခမိန်အဲ့ဒီမျိုးသမီးနှစ်ယောက်ကိုစူးစူးစိုက်ကြည့်နေပြီနှစ်ယောက်စလုံးကပင်ကိုလှတရားကိုစီကတင်းထွက်နေပြီးမြင်တဲ့သူတိုင်းလူချင်းတက်မှတ်ပွဲကောင်းတယ်သူတို့နှစ်ယောက်တည်းမှာသူတတိထားမိရဲ့တယောက်ကတော့မြန်ဝင်းလဲပြားဆိုတဲ့အမျိုးသမီးငယ်လေးနှစ်ယောက်စလုံးထူးထူးဆန်းဆန်းမျက်လုံးလေးတွေကပြားလဲနေပြီးအလှတရားတွေကအပြိုင်ဆိုင်လှပကြပေမဲ့အဲ့ဒီမြန်ဝင်းလဲပြားဆိုတဲ့အမျိုးသမီးတယောက်ကရာမခမိန်မျက်လုံးတွေကိုတိုးဝင်နေတယ်အဲ့ဒီမျိုးသမီးငယ်လေးကိုပဲစူးစူးစိုက်ကြည့်နေမိတယ်ညီမနှစ်ယောက်ကတော့ကြောင်းရွံထိတ်လန့်နေပြီးမျက်ရည်တွေစီးကြနေငိုဆိုင်နေတဲ့မျက်နှာလေးအားစမျက်လုံးမလွှဲချင်လောက်ဆွဲဆောင်မှုတွေရှိနေသူတို့မျိုးနွယ်စုနေထိုင်တဲ့ကျွန်းဟာလည်းဘာဟုကန်ပုံစံလိုဖြစ်နေတယ်တင်ဟပါဦးကတော့နောက်ဆုံးမျိုးဆက်ရဲ့ခေါင်းဆောင်ဖြစ်နေတင်ဟပါဦးကပွဲတော်မှာဖြစ်နေတဲ့ကိစ္စရရက်ကိုဘာမှမပြောဘဲထိုင်ကြည့်နေသူကိုယ်တိုင်လည်းသူများတီတူအဲ့ဒီအမျိုးသမီးငယ်နှစ်ယောက်ကိုဘယ်သူပိုင်ဆိုင်မလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်နေခဲ့တယ်သူ့ရဲ့ဦးကြီးတော်ကတော့ရမက်ခိုးဝင်နေတဲ့မျက်လုံးတွေနဲ့အရှိကိုတောင်တိုးထွက်သွားပြီးသူ့လိုချင်တဲ့မိန်းကလေးကိုလက်ညှိုးထိုးပြီးပိုင်ဆိုင်ဖို့ကြိုးစားနေပါတယ်။မျက်လုံးပြပြလေးတွေကနေမျက်ရည်ကြီးတွေတစ်လုံးပြီးတစ်လုံးစီးဆင်းသွားတိုင်းမှာတင်ဟပါဦးပြင်းတဲ့လိုင်းတွေရိုက်ခတ်နေတယ်လို့ခံစားလိုက်ရတယ်။အဲ့ဒီမျိုးသမီးကတော့ညီမနှစ်ယောက်တည်းဟာ
အငယ်မလေးမျက်ဝင်းလက်ပြပဲဖြစ်ပါတယ်။ဦးကြီးတော်ကလည်းအဲ့ဒီမျိုးသမီးကိုပဲလက်ညှိုးထိုးပြီးပိုင်ဆိုင်ခြင်းကြောင့်ကျုံးဝပြောပြီးတက်မက်စွာတဟာအော်ရည်နေတယ်။ဦးကြီးတော်ကလည်းတက်မက်စွာပြောလေအဲ့ဒီမျိုးသမီးငယ်ကလည်းကြောက်ရွံ့ပြီးငိုရှိုက်လေပါပဲ။ဘာဟုမျိုးနယ်စုရဲ့ခေါင်းဆောင်ဖြစ်တဲ့တရားဘာဟုကဒီမျိုးသမီးငယ်လေးကိုသိမ့်ပိုက်လိုက်ရင်ဘာမှတော့မပြတ်သွားအောင်မလား။သူကိုယ်တိုင်လည်းရွေးချယ်ပိုင်ခွင့်ရှိရပဲ။သူရွေးချယ်ရောဘသူပါများပြောနိုင်ပါလဲ။သူဦးကြီးတော်ရဲ့အမြောင်မယားဘွားထက်ဆိုင်သူ့ရဲ့မိန်းမဖြစ်လိုက်တာကပဲပိုကောင်းမှာမဟုတ်ဘူးလား။တရားပါဟုကချောင်းကိုတက်ဟန်ဆိုလိုက်တယ်။အားလုံးကမိကိုရင်နဲ့ငိမ့်သလိုငိမ့်သက်သွားတယ်။အဲဒီကမျက်ဝင်းပြက်ပြားဆိုတဲ့အငယ်မလေးကိုလက်ညှိုးလေးထိုးလိုက်ပြီးသူ့ပိုင်လို့တတ်မှတ်တော်မဲ့ဆဲဆဲမှာနဘေးကသူ့ရဲ့တငယ်ချင်းလည်းဖြစ်အားကိုရဆုံးလူယုံလည်းဖြစ်တဲ့ရာမခမင်းရဲ့အတန်အော်အော်ကြီးကဟိန်ထွက်လာပါတယ်။အဲ့ဒီမျိုးသမီးကိုငါယူမယ်။ရာမခမင်းရဲ့စကားအတန်ဆုံးအားလုံးရဲ့စိတ်ဝင်စားမှုတွေကရာမခမင်းစီကိုပဲကြားရောက်လို့လာခဲ့တယ်။ရာမခမင်းကတော့ဘသူ့ကိုမှခင်းမဆိုင်ပဲအရှိကတေးခွက်ကိုတမော်ရဲမောတောက်လိုက်ပြီးမျက်ဝင်းလက်ပြားဆိုတဲ့အမျိုးသမီးငယ်လေးကိုစိုက်ကြည့်ပြီးတော့အဲ့ဒီမျိုးသမီးကငါပိုင်ပဲ။အဲ့ဒီနောက်သူ့ရဲ့ဘေးကခေါင်းဆောင်ပြတဲ့တရားဘောင်ကိုကြည့်လာတယ်။အရှင်ပြောရမလားကျုပ်ပါလို့ချင်းချင်းဒီပွဲတော်မှာဆုလက်ဖြင့်ပေးသနာမယ်ဆိုတာလေကျုပ်အဲ့ဒီမိန်းကလေးကိုလိုချင်တယ်အဲ့ဒီမိန်းကလေးကိုကျုပ်ကိုပေးပြပြသားသားစကားတန်ကြားပြီးတဲ့နောက်တရားဘောင်လည်းအခက်တွေ့သွားတယ်။သူ့ပိုင်ပါလို့ကျင်ညာတော့မယ်စတဲ့သူ့ရဲ့တငယ်ချင်းကအဲ့ဒီမိန်းကလေးကိုလိုချင်ကြောင်းပြောလာတော့အကြံအိုက်ပြီးစဉ်းစားရခက်သွားပါတယ်။အဲ့ဒီမျိုးသမီးငယ်နှစ်ယောက်ကလည်းသူ့စကားကိုကြားတော့ငိုယိုပြီးနှစ်ယောက်သားပုတ်တင်းအောင်ဖတ်ထားကြတယ်။သူကြော်ညာတဲ့စကားကိုမကျေနပ်တဲ့သူရကြော်ကတောက်တစ်ချက်ခောက်ပြီးကြိတ်မနိုင်ခဲများဖြစ်နေ။သူကခေါင်းဆောင်ရဲ့ဦးလေးဖြစ်တာတော့ပါပဲ။သူ့မှာဘာအာဏာမှမရှိဘူး။ခေါင်းဆောင်ပြီးပထမဆုံးအာဏာကြီးဆုံးကရာမခမိန်ဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့မိတ်ကိုကြော်လွန်ပြီးဘယ်သူမှမလှုပ်ရှားရကြအောင်သူ့ရဲ့ပြုံးမျိုးနယ်ခေါင်းဆောင်ကတော့မှလိုက်ရောရမယ့်အခြေအနေဖြစ်နေခဲ့တယ်။ဘယ်လိုလဲအရှင်သူကဘာဦးကိုမေးလိုက်တော့မျက်နှာမကောင်းစွာနဲ့ပဲကောင်းပြီလေအဲ့ဒီမျိုးသမီးကအခုချိန်ကစပြီးရာမခမိန်အပိုင်ဖြစ်သွားပြီဘယ်သူမှထိလို့မရဘူး။သူကိုယ်တိုင်ပဲအားလုံးရဲ့ရှိပါအပိုင်ပေးလိုက်ရတယ်။သူရကြော်ခေါကမကျေနပ်စွာနဲ့ပဲစိတ်ကိုမလျှော့သေးပဲအငယ်မလေးကိုရာမခမိန်ကယူလိုက်ပြီးဆိုတော့အကြီးမကိုသူရအောင်ယူဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒါဆိုဒီဘက်တယောက်ကငါရဲ့အပိုင်ပဲခမိန်လူတွေကညဝင်းလက်ပြရဲ့လက်မောင်းကိုလာဆွဲပါတယ်။ဒါကြောင့်ညီမနှစ်ယောက်ကလူချင်းကွဲသွားတယ်။သူတို့လူတွေကဆွဲလေညီမနှစ်ယောက်ကလည်းတင်းတင်းကြပ်ကြပ်အတင်းဖက်ထားလေးနဲ့ရုံရစ်ဆန်ခတ်ဖြစ်နေကြတယ်။ညီမလေးအမကိုကဲပါအောင်အမကိုကဲပါအောင်ပန်းသေးပြမေးရလဲဝမ်းနေစွာနဲ့အော်ကြီးဟစ်ကျဲငိုရှိုင်းလာသလိုညဝင်းလက်ပြကလည်းသူမအမကိုခွာလို့မရအောင်အတင်းဖက်ထားပါတယ်။သူရကြော်ခေါကလည်းအကြီးမကိုအပိုင်ယူဖို့ပြင်းနေတယ်လို့ရာမခမေကလည်းညီမနှစ်ယောက်ရဲ့တန်ရောစင်ကြီးပုံရှုတီတီကြည့်နေတယ်။သူရကြော်ခေါရဲ့အကျင့်မကောင်းမှုတွေကိုသိနေတော့အဲ့ဒီမျိုးသမီးငယ်လေးရဲ့အမဖြစ်တဲ့သူတွေစိတ်မကောင်းဖြစ်ရတယ်။အဲ့ဒီချိန်ရာမခမေကထပ်ပြောလာတယ်။အဲ့ဒီမျိုးသမီးကိုပါထပ်ယူမယ်။ရာမခမေရဲ့စကားကြောင့်အားလုံးကနောက်ထပ်တိတ်ဆိတ်သွားရပြန်တယ်။ဟာဟိတ်ကောင်မင်းအဲ့ဒါတော့များသွားပြီ။မင်းယူမှာဘာတူလဲ။အကြီးမဟုတ်လားအငယ်မဟုတ်လားနှစ်ယောက်စလုံးတော့မင်းယူလို့မရဘူးတရားပါဘူးမင်းတငယ်ချင်းလုတ်ပုံကြည့်အောင်တော်တော်လူပါဝါနေပြီတယောက်တည်းကြံခဲ့တဲ့အစာလေးကိုလည်းလာလူမကန်တဲ့ရာမခမင်းကိုသူရကြော်ခေါင်းလည်းတီးမခံနိုင်တော့ပဲပွဲထကြမ်းနေတော့တယ်သူတို့ညောက်ကတိတ်မတဲကြအောင်တရားပါဘူးမင်းလူကိုလည်းကြည့်ပြောဘာမှပြောကြမလို့အရှင်ကငါ့ကိုတယောက်ကိုပဲပေးသနာတယ်နောက်တယောက်ကငါကိုယ်တိုင်တောင်းဆိုတယ်တိုက်ပွဲမှာမင်းဘလို့လက်ရက်ကိုလှုပ်ခဲ့လဲဆိုတာမင်းကိုယ်တိုင်စဉ်းစားကြည့်လိုက်မင်းလောက်ရက်ကိုငါပါဇက်ကပြောလာတဲ့ထိတော့ဖိအားမပေးနဲ့ပလဲပြကျုံကိုတိမ့်ပိုက်တဲ့တုန်းကသူတော့ကြော်ခါသူ့လူတွေကိုငါးစာပြချပေးပြီးကိုလိုယုံတဲ့လောက်ရက်ကိုပြောလိုက်တော့သူ့ပြစ်ကိုသူသိနေရကြောင်းသူတော့ကြော်ခါချက်ချင်းမျက်လုံးပြူးသားနဲ့ပါဇက်ပိတ်သွားရတယ်ဒီညတော့ပွဲတော်မှာအလားပကေးနဲ့တပီလေးနှစ်ပါးကိုပိုင်ဆိုင်သွားရတဲ့သူကရာမခမိန်ဖြစ်သွားပါတယ်ညီမနှစ်ယောက်ကိုခမိန်လူတွေကသူတို့နေတဲ့အိမ်တော်ကိုဖမ်းခေါ်သွားပါတယ်ညီမလေးအမတို့ဘယ်လိုလုပ်ကြမလဲအမတို့ကသူတို့ရဲ့ကြေးကျွန်တွေဖြစ်သွားပြီလားအမတို့ကအမြောင်မယားဘဝနဲ့နေရတော့မလားပလဲပြကြုံမဆိုသူတို့နှစ်ယောက်ကမင်းသမီးတွေဖြစ်တဲ့အတွက်သူတို့ဂုံတဲ့နဲ့သူတို့ဂုံသိက္ခာနဲ့သူတို့နေကြရတယ်အစင်တန်းရှိရှိနေကြရပြီလူကျင်တာပါမစို့အမိတ်ပေးနိုင်တဲ့မင်းသမီးတွေဖြစ်ကြတယ်ဒီမျိုးနေမှာတော့သူတို့တွေကပါစင်းမမဟုတ်တော့ပဲယောက်ျားတစ်ယောက်ရဲ့အမြောင်မယားဘဝပေါ့နေချင်းညချင်းရောက်ရတော့မလားအမရဲ့အသက်မသေးရဝဲကျေးဇူးတင်ရတော့မယ်ညီမနှစ်ယောက်ကသူတို့ဘဝရဲ့အဖြစ်ဆိုးပုံကိုပြောပြီးတင်းကျပ်နေအောင်ဖတ်ထားပြီးကျူးပေါင်းငိုယိုပါတော့တယ်သူတို့ရဲ့ဘဝဘယ်လိုဖြစ်သွားပြီလဲမတွေးရတော့လောက်အောင်ပါပဲနေ့ချင်းညချင်းဘဝတွေကပြောင်းလဲသွားခဲ့ပြီမနေ့တနေ့ကမှသူတို့ကပလဲပြကြုံမှာကြောကြောမောမောနဲ့နေကြတော့မှာပဲအခုတော့ပြောင်းလဲသွားပြီ
ရန်သူတော်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရသလိုပလဲပြကျော်ကလည်းပြတ်သုံးသွားခဲ့ရပြီသူတို့မျိုးနယ်စုကလည်းဘာဟုမျိုးနယ်စုရဲ့လက်အောက်ခံဖြစ်သွားပြီသွေးနှောခြင်းကိုခံရတော့မယ်ဟိုမိမနှစ်ယောက်ဘယ်လိုလုပ်ထားလဲရာမခမေကမေးလိုက်တော့ခမေရဲ့တပည့်တွေကအဆောင်တော်မှာအကျဲချုပ်လွှတ်ထားပါတယ်အရှင်ကနှစ်ယောက်စလုံးကိုမိမဖြစ်ယူတော့မလို့လားသူရဲ့တပည့်ဖြစ်တဲ့ဒေဝါကပြောလာတယ်ဒေဝါရဲ့အပြောကိုခမေကခက်ကြကြစဉ်းစားလိုက်ပြီးဘာတခုမှတော့ပြန်မပြောလိုက်ဘူးလူကြီးတန်ထိတ်တဲ့ချိန်ရာမခမေကသူ့ရဲ့လက်ပင်ကိုဓားလာထောက်တော့မယ်လို့သိလိုက်တော့ချက်ချင်းပဲအဲ့ဒီဓားကိုလက်တစ်ဖက်နဲ့ပုတ်ထုတ်လိုက်ပါတယ်စူးချုံတဲ့ဓားတစ်လက်ကကျမ်းပြင်ပေါ်ခွန်းကနေကျသွားပါတယ်အဲ့ဒီနောက်မှာညံဝင်းပြပြလေးရဲ့စူးရှာတဲ့အကြည့်တွေနဲ့နာနာကြီးကြီးစိုက်ကြည့်နေတဲ့မျက်လုံးတွေကိုသူတွေ့လိုက်ရတယ်ဘယ်ဆိုးလို့လဲငါ့ကိုလှုပ်ကြံနိုင်တဲ့တက်တီတော့ရှိသေးရပဲဒီကိုဘာလာလုပ်တာလဲညနေတကောင်မှညီမနှစ်ယောက်ကိုထားထားတဲ့အိမ်တော်ရာမခမေကတိတ်တိတ်လေးရောက်လာတယ်ဟာဟာအခုချိန်ဒီကို့အနေထားကိုမသိသေးတဲ့ပုံပဲမင်းတို့ကမင်းသမီးတွေမဟုတ်တော့ဘူးလေမင်းတို့ငါစုလက်ပြသိမ့်ပိုက်ထားတာအခုနေတဲ့နေရာလဲအိမ်တော်တွေကအဆောင်တစ်ခုပါအဲ့တော့ငါကြိုက်တဲ့ချိန်ဝင်ထွက်သွားလာလို့ရတယ်လူရောက်မှရှင့်အောင်တတ်မယ်ဒေါသတွေကိုမလျှော့သေးတဲ့အဲ့ဒီမျိုးသမီးငယ်ရဲ့မျက်နှာကိုအရသာရှိရှိကြည့်လိုက်ပြီးနူးညံ့နေလို့ထင်ရပေမဲ့တတိရှိတဲ့စိတ်ဓာတ်ကိုတွေ့လိုက်ရတယ်အခုချက်ချင်းပြန်တော့နောက်တီကိုဘယ်တော့မှမလာခဲ့နဲ့မင်းသမီးတယောက်ရဲ့မန်းကိုထပ်တွေ့လိုက်ရတော့ခမိန်ပြုံးလိုက်တယ်အင်းမော်လေးနေချင်းညချင်းဘဝပြောင်းသွားတော့မင်းသမီးဘဝတော့ကမန်တွေပဲလျှော့ပါအောင်မလဲကြိုက်တယ်အဲ့လိုအာခံရတဲ့တက်တီကိုအရန်ကြိုက်တာပြောပြီးသူမလက်ကဝေကိုတက်ချက်တင်နဲ့အနောက်ကိုပို့လိုက်ပြီးလက်တစ်ဖက်ကလည်းသူမခါသိမ့်သိမ့်လေးကိုကျင်းနေအောင်ဆွဲဖက်လိုက်တော့နှစ်ယောက်သားမျက်နှာချင်းဆိုင်နီးကပ်သွားတယ်တယောက်ရဲ့အသက်ရှူလိုက်တဲ့အတန်ကလေကတယောက်မျက်နှာပေါ်မှာရိုက်ခတ်လို့လာတယ်အနီးကပ်ဖြစ်သွားတဲ့ထီလူနီးပါမျက်နှာလေးကြောင့်ညဝင်းလက်ပြရဲ့မျက်နှာလေးကနင်းစီလေးလိုနေရဲသွားတယ်နေရဲမျက်နှာလေးကိုခမိန်တော်ကြာစိုက်ကြည့်နေမိရဲ့ကျန်နယ်လေးကစမေးပြလေးစုံစူးရဲစွာကြည့်နေမိရဲ့သူစိတ်ဝင်စားဆုံးအရာတစ်ခုကတော့ပြလဲလဲမျက်လုံးလေးတွေပဲသူမကိုနီးကပ်စိုက်ကြည့်နေတာသိတော့ညဝင်းကမျက်နှာလေးလွဲဖဲသွားတယ်တုံအီးနေတဲ့နှကန်းလေးစီအကျစ်ရောက်သွားတော့ရေတောက်ချင်တယ်လို့တခုခုလိုချင်တာလို့စိတ်တွေကထွေပြားလိုက်ရတယ်အမြဲတမ်းမျိုးနွယ်စုတွေတိုက်ပွဲတွေပဲပြင်ဆင်နေတဲ့သူ့ကောင်းထဲမှာရောအသွေးသားတွေမှာပါတာဝန်တစ်ခုကိုပဲရှေ့တန်းတင်ခဲ့တဲ့ရာမခမိတ်တွေအခုလိုနှလုံးသားဆန္ဒလူကိုသိမ့်မသိသေးဘူးသူမကျွမ်းကျင်တဲ့နေပင်မှာဘသူကသားကောင်ဖြစ်မလဲမသိတော့အောင်ပဲလွဲဖယ်ထားတဲ့မျက်နှာလေးကိုလက်တစ်ဖက်နဲ့ပြန်လဲလှည့်လိုက်ပြီးတော့မျက်နှာချင်းဆိုင်စီရဲ့အတစ်ရဲလာကြည့်လားလက်ကဝတ်တကိုဖိချုပ်ထားတဲ့သူ့ရဲ့လက်တွေကြီးကနေအတင်းယုံဖယ်ပေမဲ့လုံးဝမလွန်မြောက်နိုင်ခဲ့ဘူးအခုချိန်မှာမင်းနှကန်းလေးကိုငါနမ်းမိရင်စိတ်ဆိုးပါလားပြောပြရတဲ့နှကန်းလေးနှစ်ခုကအထိခတ်သွားတယ်တကားမှမခံစားရဘူးတဲ့အထီးတွေကြောင့်ယူယူမူမူဖြစ်သွားတယ်နှကန်းလေးကိုဖိကတ်ယုံများမဟုတ်ပဲအပေါ်နှကန်းကိုတလဲအောက်နှကန်းကိုတလဲညင်ညင်သာသာနမ်းဆိုင်လိုလာခဲ့တယ်ခမိန်သိလိုက်ရတဲ့အမှန်တရားတစ်ခုကသူမနှကန်းတွေကတိတ်ကုန်နမ်းလို့ကောင်းနေဆိုတာပါပဲမကြခင်မှာသူမမျက်လုံးလေးတွေပါမင်းမိန်သွားခဲ့ရတယ်ဘာတကူမှမတုံ့ပြန်နိုင်ပဲသူ့ရဲ့ဥဆောင်မှုအောက်မှာဘာမှမပြောနိုင်တော့ပဲညံဝင်းတွက်လဲပထမဆုံးအနှမ်းပဲမဟုတ်လားအဲ့ဒီလူတန်ကြီးရဲ့အနှမ်းချမ်းတွေအောက်မှာလူးလုံးမလှုပ်တာဖြစ်သွားတယ်တခါမှဒီလိုခံစားချက်မျိုးမဖြစ်ဘူးနန်းဆိုင်နဲ့သူ့ရဲ့ရှာသူမအာဂရင်တွေကိုတိုးထီပြီးတော့ဝင်ရောက်လာခဲ့နှကန်းလေးကိုနမ်းလိုက်ရှာလေးကိုစုပ်လိုက်နဲ့ယူယူမူဖြစ်နေကြတယ်အဲ့ဒီချိန်မှာခမိတ်နှကန်းစီကနာကျင်သွားတဲ့ခံစားချက်ကြောင့်အသေးဝင်လာတာနဲ့အောက်နှကန်းကိုသူမကိုက်ဖက်လိုက်ပြီးဆိုတာသိလိုက်တယ်သွေးတွေစီးကြလာတာကိုသိရတော့မှကိုလုံးချင်းခွာလိုက်ပြီးသွေးထွက်နေတဲ့သူ့ရဲ့နှကန်းကိုလက်နဲ့ဆန်းကြည့်ရင်မင်းဟာတကယ်ကိုအဆွဲရှိရဲ့မိန်းကလေးပဲခမိန်နှကန်းရဲ့သွေးတွေကသူမနှကန်းမှာလည်းအနှဲငယ်ရှိနေတယ်သွေးတွေကိုတုပ်ဖယ်ရင်ခက်ဟာရီမောပြီးနှကန်းချင်းထပ်ဖိကတ်လိုက်တယ်ခမိန်နှကန်းစီကသွေးတွေကသူမပါဇက်တဲ့စီးဝင်သွားတယ်ထပ်မံအနှမ်းဆိုင်ခံလိုက်ရတဲ့အနှမ်းတွေကြောင့်လက်တွေနဲ့သူ့ရင်ဘတ်ကိုထုရိုက်ပြီးတားဆီးနေပြန်တယ်အားတန်လို့နဲ့သူ့ရဲ့အားတွေကတိုးမရောက်နိုင်ပဲသူ့ရဲ့နန်းချမ်းတွေအောက်မှာထပ်မံကြာရှုံးသွားပြန်တယ်ဒုတိယတစ်ခေါက်နန်းလိုက်တဲ့ချိန်ကတော့တိတ်ကိုကြာသွားတယ်ဒီလိုဖြစ်ပျက်တွေဖြစ်ပြီးတဲ့နောက်ရာမခမိန်ကသူတို့ဆောင်တော်တွေကိုမပြောနဲ့ခြေတလန်းတောင်မလာခဲ့သလိုအရိပ်ရောင်ကိုတော့မတွေ့ရတော့ဘူးသူတို့လည်းသူတို့ကိစ္စနဲ့အလုံးရှုံနေမှာပေါ့လေသူတို့ညီမနှစ်ယောက်ကိုတော့အဆောင်တော်ထဲမှာလွတ်လွတ်လပ်လပ်သွားလာခွင့်ပေးထားတယ်ဒါပေမဲ့အိမ်တော်ပက်ပက်လေလုံးကိုတော့အဆောင်တွေအများကြီးနဲ့ခြံရံထားတယ်သူတို့ညီမနှစ်ယောက်ကိုလှုပ်ကြေးပြုစုတဲ့အထိန်တော်တွေအပြူတော်တွေလည်းအများကြီးရှိရဲ့ပန်းသွေးပြမေးအဆောင်တော်ရဲ့အနောက်ဘက်ကိုသွားပြီးတော့အပြင်းပြေလမ်းလျှောက်ကစားနေတယ်အိမ်တော်ကဖြူလေးတွေကလုံးကြရှိအောင်လှုပ်ပြီးထမင်းချက်တဲ့သူကချက်အကျုပ်ပွဲတွေပြင်းတဲ့သူကပြင်းစင်သူ့လုံတဲ့သူရှုပ်နေကြတယ်သူမကိုတွေ့တော့အားလုံးကဝိုင်းပြီးအယိုသေးပေးလာကြတယ်ဘာလုပ်နေရလဲအရှင်အတွက်အကျုပ်ပွဲတွေပြင်းစင်နေရပါ
အချို့မုတ်လေးတွေကိုလှလှပပပြင်ဆင်နေတဲ့မိမပြုတ်လေးတွေကိုကြည့်ပြီးသူမသိချင်တဲ့ຢာတွေကိုမေးဖို့ဆုံးဖြတ်လိုက်တယ်ငါတို့ရဲ့အကြောင်းဒီအိမ်တော်ထဲမှာဘယ်သူတွေဘလို့ပြောနေကြသလဲပန်းသွေးပြမေးမေးလိုက်တော့မိမဖြူတွေကအရှင်ပြောတာကတယောက်ကိုပဲကျင်ရတော့မြောက်မယ်ပြောပါတယ်ကျင်ရတော့မြောက်မယ်ညီမတယောက်စလုံးကိုဆုလက်ပြက်သိမ့်ပိုက်ထားပြီးတယောက်ကိုပဲကျင်ရတော့မြောက်မယ်ဆိုတော့လက်သူများဖြစ်ပါလေဒီအိမ်တော်ရဲ့အရှင်သခင်အကြောင်းကိုပြောပြစမ်းယာမခမေအကြောင်းကိုမေးတော့အပြူတော်တွေကလည်းဘာဝမျိုးတွေရဲ့အရေးပါပုံယာမခမေရဲ့အာနာကြီးမပုံအလုံးပြောပြလိုက်ပါတယ်အဲ့ဒါဆိုတယောက်ကိုပဲကျင်ရတော့မြောက်မယ်ဆိုတော့နောက်တယောက်ကဘာဖြစ်ပါလဲဒီအိမ်တော်ရဲ့အထင်းတော်ဖြစ်မလားအပြူတော်ဖြစ်မလားမသိပါဘူးအမားတို့နှစ်ယောက်ဒီအိမ်ကိုရောက်လာတာပဲတော်တယ်လို့ပြောရမယ်မဟုတ်ရင်တော့သူရကြော်ခေါင်ရဲ့အိမ်ကိုသာရောက်ပြီဆိုမတွေ့ရလောက်ကြပဲဒီကလူတိုင်းသူ့ကိုကြောက်ကြတယ်အပြူတော်တွေပြောတဲ့စကားကိုပန်းသွေးပြမေခက်တွေစဉ်းစားပြီးနှစ်ယောက်တည်းကတယောက်ကိုပဲကျင်ရတော့ရွေးမယ်ဆိုတော့ကျန်တဲ့တယောက်ကတေချာပေါက်ဒီအိမ်ရဲ့အထင်းတော်ဒါမှမဟုတ်အခုသူမရှိကသူမနဲ့စကားပြောနေတဲ့မိမပြူတွေလိုပဲအပြူတော်တွေလိုဖြစ်မှာပဲဒီမျိုးနယ်စုရဲ့အာဏာကြီးဆုံးဖြစ်တဲ့ယာမခမေရဲ့ကျင်ရတော့ဖြစ်ရင်တော့တေချာပေါက်စီးစိမ်ချမ်းသာတွေခံစားရအောင်ပါအရင်ကကျွန်းပေါ်မှာလူလီသေးမရှိလှလှပပနဲ့နေရအောင်ပါအာဏာကြီးဆုံးရဲ့မိမဖြစ်အောင်ပါဆိုတော့အခွင့်အလမ်းတွေအများကြီးရအောင်ပါအဲ့လိုသာမဟုတ်ပဲအဲ့ဒီအိမ်တော်ရဲ့အပြူတော်လိုနေရာမျိုးရောက်သွားရင်ဘာစည်းစိမ်ချမ်းသာမှခံစားရတော့မှမဟုတ်ပဲသူများတွေလိုတန်းတူနေရတော့မှအဲ့လိုအဖြစ်မျိုးပန်းသွေးပြမေမလို့ခြင်းဘူးပန်းသွေးပြမေလောက်ရမယ့်အလုပ်ကိုသူမကောင်းကောင်းကြည့်သိလိုက်တယ်အဲ့ဒါကတော့ယာမခမေရဲ့ကျင်ရတော်ဖြစ်ဖို့ပဲယာမခမေရဲ့ကျင်ရတော်ဖြစ်သူမဘွားကောင်းစားမယ်ညီမလေးကိုသာအဲ့ဒီလူကရွေးချယ်လိုက်ရောညီမလေးကအဲ့ဒီလူရဲ့ကျင်ရတော်ဖြစ်သွားပြီးသူမတော့ဒီရဲ့အပြူတော်မိမတသားပဲဖြစ်သွားတော့မှလားငငယ်လေးတွေကညီမနှစ်ယောက်ကအခွင့်အရေးတန်းတူခံစားလာရပြီးအခုကြောင့်မှတယောက်ကတော့အရှင်မဖြစ်သွားပြီးနောက်တယောက်ကအဲ့ဒီအိမ်တော်ရဲ့ဘာမှမဟုတ်တဲ့အပြူတော်တသားဖြစ်သွားမှလားအဲ့ဒီလိုဖြစ်မျိုးပန်းသွင်းပြမေဘလို့မှအဖြစ်မခံနိုင်ဘူးအဲ့ဒီအတွက်ယာမခမေရဲ့အမျိုးသမီးဖြစ်ရမယ်အရှင်သင်ဟာဘာလို့အိမ်ကိုအလဲကြွားရောက်လို့လာပါတယ်သင်ဟာဘာလို့ကယာမခမေရဲ့အိမ်တော်ကိုအလဲကြွားလာတယ်အရှင်ယာမခမေကတော့မြို့ရဲကိုအလဲသွားနေပါတယ်ရတယ်သူလာမှငါတွေ့မယ်ကိစ္စမရှိဘူးသူ့လူတွေကိုအထဲမှာအဆောင်ပြထားပြီးသူ့တယောက်တည်းပဲအိမ်တော်ကိုလိုက်ကြည့်နေမိတယ်သူသွားရလမ်းကြောင်းကလည်းညီမနှစ်ယောက်ကိုထားတဲ့အဆောင်တော်ဘက်ကိုခြေလန်းနေမိတယ်ပန်းပင်လေးတွေစီမှာဝဲနေတဲ့လက်ပြလေးတွေနဲ့သဘောကျစွာပြုံးနေတဲ့မျက်နှာလေးကိုတင်ရပါဦးတွေ့လိုက်ရတယ်အဲ့ဒီမျက်နှာလေးကိုအကြောင်းပဲငေးကြည့်နေမိတယ်မျက်လုံးလေးပြပြလေးကသူ့စီကိုဝင့်ကနေရောက်လာတယ်သူ့ကိုတွေ့ရတဲ့ချက်ချင်းကြောက်ရွံ့ပြီးခေါင်းငုံသွားတယ်မကြောက်ပါနဲ့တင်ရပါဦးပြောရင်အနားကိုတိုးကပ်သွားတော့မျက်ဝင်းလက်ပြမေကအနောက်ကိုဆုပ်လို့မရတော့ပဲအစုံသူမဝင်းအောင်ခက်တန်ဆုပ်ကင်ပြီးတုံရင်နေပါတယ်သူတို့မျိုးနဲ့စီကိုအပြက်ချိန်မုံပစ်ခဲ့တဲ့ခေါင်းဆောင်အမြင်မကြည့်ပဲပဲလေသူတို့လုံနိုင်တဲ့အာဏာကိုအဆုံးစမဲ့သိနေတော့မျက်ဝန်းကြောက်ရွံ့နေပြီရဲ့မင်းကလေးပြလေးတွေကိုချစ်တတ်တာလားသူမပြန်မပြေပဲခေါင်းလေးငုံနေမိရဲ့ဘာလို့အကြောက်ကြီးကြောက်နေရတာလဲကြောက်စရာဘာတစ်ခုမှမရှိပဲနဲ့ကိုကဒီတိုင်းသဘောယူပဲမေးကြည့်ရပါမင်းကလေးပြလေးတွေကိုသဘောကျတာလားနောက်တစ်ခုမေးလိုက်တော့မှခေါင်းလေးကိုခက်ဆက်ဆက်ညှိပြတယ်တီးရပါဦးရဲ့မျက်လုံးတွေကစပြုံးနေပါတယ်အကြောင်းအရာကတော့ညံဝင်းလက်ပြားဆိုတဲ့အမျိုးသမီးလေးကိုငေးကြည့်နေုံနဲ့စိတ်ထဲမှာအလိုလိုပျော်နေသလိုပျော်နေတဲ့မျက်လုံးတွေကပါထိန်းချုပ်လို့မရအောင်လောဘတွေကတဖြည်းဖြည်းပို့ပြီးတက်လာပါတယ်ညံဝင်းလက်ပြားကိုတွေ့တဲ့အမျိုးသားတိုင်းဒီလိုပဲအပိုင်ယူခြင်းသွားကြတာလားအနားကိုတဖြည်းဖြည်းတိုးကပ်သွားလေညံဝင်းလက်ပြားအနောက်ကိုဆုပ်သွားလေပဲလက်တစ်ဖက်မြှောက်သွားပြီးသူမရဲ့စံနယ်လေးတွေကိုကင်ကြည့်တော့မဲ့စဲစဲမှာကျုပ်ရင်ကိုအလဲလာတာလားအရှင်ယာမခမေရဲ့အတန်ကြောင့်တင်ရပါဦးလက်ကချက်ချင်းရက်သွားတယ်အနောက်ကိုစုပ်လိုက်ပြီးယာမခမေလည်းအနားကိုရောက်လာတယ်မင်းကဘာကိစ္စနဲ့ဒီနားမှာရှိနေရတာလဲအဆောင်မှာသွားနေတော့အာနာတန်ပပနဲ့ပြောလိုက်တော့ညဝင်းကသူ့ကိုမကြည့်သလိုကြည့်ပြီးအနားကနေထွက်သွားပါတယ်တင်ရပါဦးရဲ့ခြေလမ်းတွေကိုယာမခမေအချင်းချင်းမို့သိနေခဲ့တယ်ပွဲတော်စတင်တဲ့ညတင်ရပါဦးရဲ့မျက်လုံးတွေအကြည့်တွေကိုသူ့သဘောပေါက်ခဲ့တယ်အရှင်လည်းဒီမိန်းကလေးကိုစိတ်ဝင်စားနေရပဲပွဲကိုလာကြတဲ့ယောက်ျားသားတိုင်းသူမကိုအပြိုင်ဆိုင်လူချင်းနေကြတာပဲလေအဲ့ဒီထဲမှာတီးရပါဦးပါနေလိမ့်မယ်လို့သူမထင်ထားခဲ့ဘူးဒါပေမဲ့အဲ့ဒါတွေကအရေးမကြီးဘူးအခုချိန်မှာအဲ့ဒီမိန်းကလေးကသူ့ရဲ့ပိုင်ဖြစ်လာခဲ့ပြီအားလုံးရဲ့ရှိပါဒီမိန်းကလေးကသူ့ပိုင်ပါလို့အရှင်ကိုယ်တိုင်လည်းကြေညာထားသလိုတီးရပါဦးကိုယ်တိုင်သူ့ကိုဆုလက်ပြပေးသနာထားတဲ့မိန်းကလေးအဲ့တော့ဒီမိန်းကလေးကိုသူ့ပြေဝပိုင်ဆိုင်တယ်ဘာကိစ္စရှိလို့လဲအရှင်ဘာရင်မဟုတ်ပါဘူးဒီဘက်ကိုရောက်တော့မင်းအိမ်ကိုမရောက်တာကြလို့ဝင်လာတဲ့သဘောပါဒါဆိုအိမ်တော်ရဲ့ခံမကိုသွားကြတာပေါ့ခမေကတီးရပါဦးကိုခေါ်ပြီးအိမ်တော်ရဲ့ကိုဝင်သွားပါတယ်နှစ်ယောက်သားမျိုးနွယ်စုရဲ့ကိစ္စတွေကိုပြောစဉ်ဆိုရင်လည်းတီးရပါဦးပြန်တော့မယ်စဲစဲမှာအရှင်အားရင်ကျုပ်ရဲ့လက်ဆက်ပွဲကိုတက်ပြအောင်တက်ပေးပါမကြခင်မှာကျုပ်နဲ့မြန်ဝင်းလက်ပြရဲ့
ထိမ်မြောက်ပွဲရှိပါတယ်ခမေရဲ့စကားကြောင့်တရားဘောင်ရဲ့ခြေလမ်းတွေရက်သွားတယ်မျက်နှာတစ်ချက်ပြတ်သွားတာကိုသူမြင်ပြအောင်မြင်လိုက်တယ်အဲ့ဒီနောက်တရားဘောင်ကပြန်ပြုံးလာပြီစိတ်ချပါငါဆက်လာခဲ့မယ်ပြောပြီးသူ့လူတွေနဲ့အိမ်ထဲကထွက်သွားတယ်အရှင်ကမျက်ဝင်းလက်ပြောင်စိတ်ဝင်စားနေရပဲညအိတ်တော်မဲ့စစ်စစ်မှာခမေရဲ့အိတ်ခမ်းတကားကိုလာခောက်တဲ့သူကြောင့်မအိတ်သေးပဲဖျောင်းနိုင်ပြီးကိုထုံးလိုက်တယ်သူ့ရဲ့တပည့်တွေကသူ့ရဲ့အိတ်ချိန်ဆိုဘယ်သူမှလာမနှောက်ရှက်ကြကြဘူးအခုကဘယ်သူများလဲတကားဖွင့်လိုက်တော့မတင်ထားတဲ့အမျိုးသမီးတယောက်ကရောက်နေတယ်အဲ့ဒီသူကတော့မျက်ဝင်းလက်ပြရဲ့အမပန်းသေးပြမေးဆိုတဲ့အမျိုးသမီးပဲဖြစ်တယ်ပန်းသေးပြမေးကသူ့ကိုမြင်တော့အလှဆုံးပြုံးပြတယ်အထဲကိုဝင်ခွင့်ရှိမလားအရှင်ညာကြီးချိန်ပြီးတော့လဲရောက်တယ်အမျိုးသားတယောက်တည်းနေတဲ့အိယာရဲလို့လဲဝင်ခွင့်တောင်းနေတဲ့အဲ့ဒီမျိုးသမီးကိုရာမခမင်းယုံတဲ့လားမယုံတဲ့လားအနည်းငယ်တွေ့ဝေသွားရတယ်သူညီမကလည်းဟိုတနေ့တုန်းကသူ့ရဲ့လေဘင်းကိုဓာတ်နဲ့ချိန်ထားမှုတယ်မဟုတ်လားအခုလဲအဲ့ဒီမျိုးသမီးကရောရိုးရိုးသားသားအကြံစီနဲ့အခန်းထဲဝင်ခွင့်တောင်းတာလားသူမသိဘူးပြောစရာရှိလို့လားအဲကမ်းမှာပဲစကားပြောအောင်အဲကမ်းဘက်ကိုခေါ်လာလိုက်တယ်ဘာပြောမလို့လဲပြောတော့ကျမမနေ့ကစဉ်းစားမိရဲ့အရှင်ကတကယ်ကိုကောင်းတဲ့လူကောင်းပဲကျမတို့ညီမနှစ်ယောက်ရဲ့ဘဝကိုကယ်တင်လိုက်တယ်လို့ကျမတို့ယူဆတယ်မဟုတ်ရင်ကျမတို့ရဲ့ဘဝကဟိုလူကြီးရဲ့အိမ်မှာဖြစ်ကျင်တိုင်းဖြစ်နေတော့မှာပြီးတော့အိမ်တော်မှာလည်းအရှင်ရဲ့သတင်းတွေကြားပါတယ်အရှင်ကတော်တော်လေးစားဖို့ကောင်းတဲ့လူတစ်ယောက်ပဲပန်းသေးပြောတဲ့စကားတွေကိုသူကောင်းညိတ်ပြီးငြိမ်ပြီးတော့နားထောင်နေတယ်ပန်းသေးစကားတွေစုံတဲ့အထိသူ့စီကပါစကားမှပြန်မကြားလာခဲ့ဘူးသူမစီစဉ်ထားတာကအဲ့လိုမဟုတ်ဘူးရာမခမေးဆိုတဲ့လူကြီးကတီတက်တက်နဲ့ဘာမှပြန်မပြောရမို့သူမဘက်ကပဲဆက်ပြောဖို့ဆုံးဖြတ်လိုက်ရတယ်အခုလာတွေ့တာဘာရတော့မဟုတ်ပါဘူးညီမလေးเจ้าကိုသိစေခြင်းလို့ပါပန်းသေးစီကညီမလေးဆိုတဲ့အတန်ကြားတာနဲ့ခမိန်အာယုံစူးစိုက်မှုတွေသူမစီရောက်လာတယ်အိမ်တော်ထဲမှာပြောနေကြတဲ့အတန်တွေကြားလို့ပါပန်းသေးကအမတယောက်ဖြစ်တဲ့အတွက်ဆုံးမရမယ်တာဝန်နေပန်းသေးမှာပြေးဝရှိပါတယ်ကိုညီမမလေးမာရာတွေကိုအိမ်တော်ကြီးမှာနောက်ကျမှသိတာတဲ့အရင်သိတာပို့ပြီးကောင်းမယ်ထင်လို့ပါပြီးတော့အရှင်လည်းလက်ခံနိုင်မှလေအစကတည်းကညီမလေးရဲ့အကျင့်တွေကိုပွင့်လင်းသိပြီးထိမ်းများတာကိုလှုပ်တဲ့မလှုပ်တဲ့စဉ်းစားတာပိုကောင်းတာပေါ့နောက်တော့မှညီမလေးရဲ့အကျင့်တွေကိုသိမခံနိုင်တော့ဘူးဆိုညီမလေးလည်းတစ်ခုလည်းဖြစ်သွားမအောင်မလိုလားပါဘူးဘာလို့ပြောချင်တာလဲပန်းသေးပြမယ်မင်းပြောချင်တာကိုတက်ပြောလို့ရတယ်ရမခမေကပြောလာတော့ပန်းသေးပြမယ်ကသူမရဲ့မျက်နှာကိုအညိုးနှမ်းဆုံးစိတ်ရှုပ်ထွေးနေတယ်လို့ပြောတဲ့မပြောတဲ့ဝေခွဲရခက်နေတဲ့ပုံစံကိုလုပ်ပြပါတယ်ညီမလေးเจ้าကိုအနည်းငယ်ပဲပြောချင်လို့ပါညီမလေးကကျမရဲ့တူရဲတော်ညီမလေးပါညီမလေးရဲ့ကောင်းခြင်းစိုးခြင်းတွေအကုန်လုံးကမိသားစုဝင်ဖြစ်တဲ့ကျမတွေလည်းတတ်ဆိုင်ပါတယ်ငယ်လေးတွေကနေပြီးတော့စိုးဆုံးမှတာညံ့လို့ပဲဖြစ်မှာပါလေညီမလေးကမျက်ဝင်းလက်ပြဘာဖြစ်တာလဲငယ်လေးကသူ့ဘာမကောင်းတဲ့အချက်တစ်ခုရဲ့အဲ့ဒါသူများပစ္စည်းတွေခိုးတတ်တာပဲကျမအိမ်တော်ပါလေပစ္စည်းတွေခဏပြောက်တယ်အဲ့ဒါတွေအားလုံးမျက်ဝင်းကခိုးထားတာအဖေနဲ့အဖေကခဏရိုက်ပြီးဆုံးမလည်းမရဘူးအသက်မပြည့်ခင်ညီမလေးကယောက်ျားပြိုလေးတွေနဲ့ရင်ငယ်နေပြီဘာပြောတယ်သူ့ရဲ့နာမှာယောက်ျားလေးတွေအများကြီးရှိရဲ့အဲ့ဒီတွေကထုတ်ခေါင်တင်းဆိုတဲ့အမျိုးသားနဲ့အမြဲတမ်းလူရာထက်ပိုရင်းနှီးကြလို့မသိတော်တဲ့ကြောင်းမိသားစုကခဏပြောပါတယ်ဒါပေမဲ့ညီမလေးကလက်မခံဘူးအားလုံးတွေမှာသူကကျမကိုချစ်ဆုံးလေကျမပြောရင်လက်ခံလောက်မယ်ထင်ပြီးကျမလည်းသူ့ကိုဆုံးပါတာပဲဒီကြောင်းပြောတော့သူကသူ့မဖြစ်တဲ့ကျမတို့ရိုင်းဆိုင်ပြန်ဆက်ဆံနေလေယောက်ျားလေးတွေနဲ့ပတ်သက်လာရင်ဘယ်သူပဲဆုံးမနားမဝင်ဘူးလေအဲ့ဒီထုတ်ကောင်တင်တဲ့လက်ထက်မဲ့ကြောင်းပါအိမ်တော်မှာတစ်ခါပြောဘူးတယ်ဒါပေမဲ့အမေနဲ့ဖေကလုံးဝလက်မခံခဲ့ဘူးလေကျမတို့မျိုးနဲ့စုမထိမ့်သိမ့်ထားတဲ့ရန်နာပစ္စည်းတစ်ခုရှိတယ်မျိုးရိုးစင်ဆက်ထိမ့်သိမ့်လာတဲ့ရန်နာတစ်ခုအဲ့ဒါနက်ပြာနေတဲ့ပလဲတစ်လုံးအမေကကျမတို့ညီမနှစ်ယောက်တစ်ခါပဲထုတ်ပြဘူးတယ်တိုက်ဆိုင်မနှက်ပြန်ကြတော့အဲ့ဒီပလဲပြအမေရဲ့တက်တာတွေမှမရှိတော့ဘူးတေးကြတာညီမလေးယူလိုက်တယ်ဆိုတာပဲအဲ့ဒီရန်နာပစ္စည်းကအရန်ရေးကြည့်တဲ့ကြောင်ပြောပေမဲ့ညီမလေးကလုံးဝထုတ်မပေးခဲ့ဘူးနောက်ဆုံးသိလိုက်ရတာအဲ့ဒီရန်နာပစ္စည်းကိုသူ့ချစ်သူကိုပေးလိုက်တယ်ဆိုတာပဲရိုးရိုးစင်စက်ထိမ့်သိမ့်လာတဲ့ရန်နာကြီးတန်ဖိုးကြီးတဲ့ရန်နာပစ္စည်းကိုသူ့ချစ်သူကိုလွယ်ပေးလိုက်တဲ့သူ့ရဲ့စိတ်ထဲကိုအမဖြစ်တဲ့ကျမတော်အံ့ဩယူရတယ်ဘာလို့အဲ့ဒါတွေလာပြောရလဲခမင်းရဲ့စကားကြောင့်သူမပြောရင်ချက်ချင်းတုံ့ဆိုင်ပြီးမျက်နှာပြတ်သွားတယ်ပြန်ရင်သွားတဲ့မျက်နှာကိုပြန်ပြင်ပြီးမဟုတ်ပါဘူးအဲ့ဒါတွေကိုသိစေချင်လို့ပါညီမလေးရဲ့အကျင့်တွေကိုမသိတဲ့သူတွေကတော့လှပလို့အပိုင်လိုချင်ပေမဲ့အစစ်မှန်ကိုသိတဲ့သူတွေကတော့မလိုချင်ကြတော့ဘူးလေနောက်ပိုင်းညီမလေးရဲ့အကျင့်ကိုသိပြီးထားခဲ့မှထက်ဆိုင်အစတွေကမယူတာပိုကောင်းမယ်ထင်လို့ကျမရဲ့ညီမလေးကိုလည်းလင်ပြစ်မှမဖြစ်စေချင်ဘူးအဲ့ဒီအတွက်လက်မထက်ခင်မှာညီမလေးအကြောင်းသူများတွေပြောတာတဲ့သူ့ရဲ့မကိုယ်တိုင်ပြောပြတာပိုပြီးတင့်တော်မယ်ထင်လို့ပါ
အရှင်လည်းတေချာစဉ်းစားဖို့အဲ့ဒီလိုအကျင့်ရှိတဲ့မိန်းကလေးကိုအရှင်ရဲ့နားမှာခေါ်ထားတယ်လားအဲ့ဒီလိုအကျင့်မကောင်းတဲ့တရင်မကောင်းတဲ့မိန်းကလေးကရာမခမင်းရဲ့အမျိုးသမီးဖြစ်လာတယ်လားဆိုတာကိုအရှင်စဉ်းစားဖို့ပန်းသေးပြမေပြောတဲ့စကားတွေကိုခမင်းတေချာစဉ်းစားယူရတယ်အဲ့ဒီလိုအကျင့်ဆိုတွေအဲ့ဒီမိန်းကလေးမှာတကယ်ရှိနေရလားဘာလို့သူ့ရဲ့မဒီเจ้าနေလာပြောပြနေရတာလဲကောင်းပြီလေလာတတိပေးလို့ကျေးဇူးပဲအခုတော့မင်းသွားနာလို့ရပါပြီဟုတ်ပန်းသေးကညီမလေးအတွက်စိတ်ပူလို့လာပြောပြတာပါခမိန်လည်းကောင်းရှုပ်ပြီးသူ့ခန်းထဲကိုဝင်သွားပါတယ်အနားမှာခမိန်မရှိတော့ဘူးဆိုမှပန်းသေးပြမေမျက်နှာပစစ်ကပေါ်ထွက်လာပါတယ်သူမမျက်နှာပေါ်မှာခက်ထန်မှုတွေမနာလိုမှုတွေကကြီးစိုးနေတယ်ရာမခမိန်ရဲ့ကျင်ရတော်ကသူ့ညီမလေးမျက်ဝင်းလက်ပြဖြတ်သွားမှသူမတော်တော်စိုးရိမ်နေပါတယ်နင်းပဲချိန်ထိရာမခမိန်ကိုမျက်နှာပေးနေဦးမှလဲတေးရပါဦးဦးကြီးတော်ဖြစ်တဲ့သူရကျော်ခေါင်ကတေးရပါဦးကိုမကြင်မချမ်းစကားတွေဖော်ထုတ်ပြောလာတယ်ဦးလေးဘာလို့ခမိန်ကိုပဲအပြစ်တင်ပြောနေရတာလဲခမိန်ကဘလောက်တောင်မှအားကိုးရလိုက်ရလဲသူကိုယ်တိုင်လူတွေကိုစီးယုံပြီးစစ်ပညာတွေသင်ပေးခဲ့လို့အခုစစ်စင်ရေးတွေမှာလဲအောင်မြင်တယ်လို့ဘာလို့မျိုးနယ်စုကိုထိမ့်သိမ့်တဲ့နေရာမှာလဲအဆင်ပြေချောမွေနေရလေတခြားမျိုးနယ်စုတွေလွယ်လွယ်ထိပါလို့မရတာလဲခမိန်ရဲ့ကျေးဇူးတွေကြောင့်ပဲခမိန်ရဲ့ရဲစံတက်တီနဲ့ဘာလို့မျိုးနယ်ရဲ့တိုက်ရခတ်ရကြောင့်လွယ်လွယ်မကျူးကျော်ကြတာခမိန်ရဲ့တာဝန်ကမျိုးနယ်ကလူတွေကိုစစ်ရေးတက်တင်ပေးပြီးအဲ့ဒီပညာတွေနဲ့နေမြေချက်တွင်တာကိုမျိုးနယ်ကိုကောက်ွယ်တာတွေထမ်းဆောင်ကြတယ်အဲ့လိုစွမ်းဆောင်မှုတွေကြောင့်ပဲဘာလို့မျိုးနယ်စုကိုတခြားသူတွေကလွယ်လွယ်မထိပါရဲကြတာဘာလို့မျိုးနယ်အတွက်ရာမခမင်းရဲ့စွမ်းဆောင်ချက်ကအင်မတန်မှအရေးပါတယ်။ရာမခမင်းရဲ့အာဏာကိုလည်းသိနေတာပဲကိုဦးလေးကလည်းရာမခမင်းရဲ့အပြစ်တွေကိုပဲစိုးနေတော့တရားဘာဦးကစိတ်ညစ်တယ်လို့ပြောလာတယ်။သူ့ရဲ့ကျေးဇူးတွေကိုပဲဖော်ထုတ်မနေနဲ့တစ်ချိန်ကျရင်မင်းရဲ့လေပင်ကိုပြန်ပတ်မှမြင်ရောက်နေတယ်။ဦးလေးရဲ့ပြောကြောင့်တရားဘာဦးကောင်းကိုနှနာကုတ်လိုက်ပြီးတပ်ပြင်းကိုမောချလိုက်တယ်။အခုချိန်ထိလျှို့ဝှက်စာအုပ်ကိုမတွေ့ရသေးဘူးမလား။အဲ့ဒီစာအုပ်ဘယ်နားမှာရှိလဲမင်းကိုယ်တိုင်တော့မသိဘူးလေ။မင်းဖေနောက်ဆုံးချိန်မှာတော့မင်းမရှိဘဲနဲ့တရားဘာဦးရဲ့ဖခင်ရာဇဘာဦးနဲ့မြေချက်ထင်းနေပဲတိုက်ပွဲမှာအသေးဆုံးခဲ့ရတယ်။အသက်ထွက်တော်မဲ့ဆဲဆဲမှာတားဖြစ်တဲ့တရားဘာဦးကအနားမှာရှိမနေပဲနဲ့သူ့ရဲ့လက်ယုံတငယ်ချင်းဖြစ်တဲ့ရမခမိန်ကပဲအနားမှာရှိနေတယ်။ဖခင်သေဆုံးသွားပြီးတဲ့နောက်ဖခင်နဲ့တူအမြဲတမ်းတည်ဆောင်ထားတဲ့စာအုပ်ကလည်းအလိုလိုပျောက်ဆုံးသွားတယ်။အဲ့ဒီလျှို့ဝှက်စာအုပ်ကဘယ်ရောက်သွားတာလဲ။ဖခင်ကဘသူ့ကိုပေးလိုက်တာလဲ။ဘယ်နေရာကိုရောက်နေလဲ။ဘသူယူသွားလဲဆိုတာဘာလို့ဘာမှအစနာတော့မတွေ့ရတော့စာအုပ်ထဲမှာဘာတွေရေးထားလဲဆိုတာဘယ်သူမှမသိကြဘူးအထဲမှာရေးထားတဲ့စာမပြောနဲ့စာအုပ်ကိုတော့ရှာမတွေ့တော့ဘူးငါပြောနေတာနားထောင်စမ်းမှာအဲ့ဒီစာအုပ်ကိုတေချာပေါက်ခမင်းယူသွားတာမင်းစီမှာအဲ့ဒီစာအုပ်ကတေချာပေါက်ရှိရမှာ哦ဘာလို့လဲဆိုငါ့ကိုတေခါနေသူ့နီးနာမှာအနီးကပ်ရှိရသူကသူ့ကိုပဲလက်ဆက်ကမ်းပေးခဲ့မှာအဲ့ဒါကိုအကျင့်ရုပ်ပြီးမင်းလက်ထဲကိုမထည့်ပေးခဲ့ဘူးအဲ့ဒီလျှို့ဝှက်စာအုပ်ကတေချာပေါက်သူ့လက်ထဲမှာပဲရှိရမယ်တနေ့နေ့တစ်ချိန်ချိန်မှာအဲ့ဒီစာအုပ်ကိုဖော်ထုတ်ပြီးသူမင်းကိုဒုက္ခပေးလိုက်မယ်ငါပြောတာမယုံမရှိနဲ့သူတော့ကြော်ကောင်းရဲ့သွေးထိုးစကားတွေကြောင့်တရားပါကိုခက်တွေစဉ်းစားနေရတယ်အမြဲလိုဦးလေးကအဲ့ဒီကြောင့်နေခဏခဏပြောတတ်တယ်အဲ့လိုပြောတိုင်းသူ့တငယ်ချင်းဖြစ်တဲ့ခမိတ်ကိုတန်တရားဝင်ပြီးအခုချိန်ထိသူ့ရဲ့လက်အောက်မှာသစ္စာရှိအမှုထမ်းတဲ့အတွက်ကြောင့်သစ္စာဖောက်လို့လဲယူဆလို့မရဘူးထားပါတော့အဲ့ဒီစာအုပ်သားခမိတ်လက်ထဲမှာရှိနေတော့အဖေဆုံးတာကလည်းကြာပြီပဲအဲ့ဒီစာအုပ်ကိုကိုင်ပြီးတခုခုလုံနေရောပေါ့အခုချိန်ထိသစ္စာပေါက်တဲ့လုံရမျိုးဘာလို့ဘာမှအရိပ်ရောင်တော့မပြတာဘူး तू ကဒီမျိုးနဲ့ကိုသစ္စာရှိလို့လေကျုပ်ကိုသစ္စာရှိလို့ပေါ့အခွင့်ကောင်းကိုစောင့်နေရရောမဖြစ်နိုင်ဘူးလားနောက်ွယ်မှာဘာစီစဉ်နေရှိနေလဲမင်းမမသိပဲအင်အားကောင်းတဲ့ချိန်စောင့်နေရလဲဖြစ်နိုင်တာပဲအင်အားကောင်းတဲ့ချိန်မှာအဲ့ဒီစာအုပ်ကိုဖော်ထုတ်ပြီးမင်းနေအောင်လူယူသွားရင်ရောသူရကြော်ခိုင်းရဲ့စကားတွေကတပြေးပြေးနဲ့ဆွဆွဲတဲ့အဆင့်တီကိုရောက်လာတယ်တစ်ဖက်ကလည်းအနေမှန်ပြီးအားကိုးရတဲ့တငယ်ချင်းတစ်ဖက်ကလည်းသွေးထိုးပြီးတဲ့ဦးလေးအဲ့ဒီလျှို့ဝှက်စာအုပ်သားသူ့လက်ထဲကိုရောက်နေခင်ဒီလိုတွေပူပန်ကြအကြောင်းရှိမနေရဘူးအဲ့ဒီစာအုပ်ထဲမှာပါရီပါလေအဲ့ဒီစာအုပ်ကဘသူ့လက်ထဲရောက်နေရလဲအဲ့ဒီစာအုပ်ကိုဖခင်ကဘသူ့ကိုပေးခဲ့ရလဲခမိန်အိမ်တော်ရဲ့လျှို့ဝှက်စကန်ထဲမှာသူတယောက်တည်းရှိနေတယ်အဲ့ဒီကန်ကိုသူကလွယ်ပြီးဘသူမှဝင်ခွင့်မရဘူးအခန်းထဲမှာတစ်တာကြီးခဲ့တဲ့ရနာပေါင်းများစွာရှိနေတယ်ခမိန်ကအေးအေးဆေးဆေးတစ်တာကိုဖွင့်နေလိုက်တယ်စင်ပေါ်မှာကျတီးတီးတန့်တန့်ထားတဲ့အရာလေးတခုအဲ့ဒါကစာအုပ်လေးတုံးအမှန်တိုင်းပြောရရင်တော့ရခင်ရဲ့ခေါင်းဆောင်တရားဘာဦးရဲ့ဖခင်ရာဇဘာဦးကသူ့သေးဆုံးခါနေခမိတ်လက်ထဲကိုထည့်ပေးခဲ့တဲ့လျှို့ဝှက်စာအုပ်အဲ့ဒီစာအုပ်တွေကအကြောင်းအရာတွေအားလုံးသူ့ဖတ်ပြီးပြီအဲ့ဒီစာအုပ်ကိုသူ့သားကိုဆက်ဆက်ပေးပါလို့ပြောပြီးသေဆုံးသွားခဲ့တဲ့ရခင်ခေါင်းဆောင်ကိုသူ့စိတ်ထဲမှာပြန်မြင်အောင်ရင်တောင်းပန်နေပြီးအရင်ခေါင်းဆောင်သေဆုံးခဲ့တာကြပြီဖြစ်တာတော့
အဲ့ဒီစာအုပ်ကိုသူသွားမပေးနိုင်သေးဘူးအဲ့ဒီစာအုပ်ထဲကလျှို့ဝှက်ချက်ကြီးကသူကလွယ်ပြီးဘယ်သူမှမသိဘူးစာအုပ်ထဲမှာဘာအကြောင်းနေရေးထားလဲဆိုတာတော့ရာဇခမိန်တယောက်ပဲသိတော့တယ်သူ့ရဲ့သားတော်ကိုပေးရမယ့်စာအုပ်ကိုဘသူ့ကိုမှမပေးပဲသူ့လက်ထဲမှာအချိန်ကြာကြီးဖွက်ထားတာကြောင့်အထဲကပါတဲ့အကြောင်းအရာလျှို့ဝှက်ချက်တွေကိုသူကလွယ်ပြီးဘသူမှမသိတော့ဘူးအဲဒီနောက်စာအုပ်ကိုပြန်ပိတ်ပြီးလျှို့ဝှက်ခန်းတွေကထွက်လာလိုက်တယ်အိမ်တော်ကတိတ်ဆိတ်လိုပါလားဘသူတွေဘယ်သွားကြတာလဲအရှင်မသိဘူးလားအနောက်ဘက်ရေကမ်းမှာအပြူတော်တွေဖွဲ့ရေသွားချိုးကြတယ်လေဒေဝါရဲ့စကားကြောင့်ခမိန်မျက်ကုန်းတစ်ပတ်မြင့်တန်သွားတယ်အဲ့ဒီထဲမှာသူစိတ်ဝင်စားတဲ့မိန်းကလေးပါလားဘသူတွေလဲဒေဝါကလည်းသူ့တခင်ကြောင့်သိနေတော့ပြုံးစီစီလေးနဲ့မျက်ဝင်းလေးပြားပဲဥဆောင်ပြီးခေါ်သွားတာပါဘာအိမ်တော်ရောက်တာလည်းမကြသေးဘူးအပြူတော်တွေကိုသူ့လူတွေလိုသဘောထားပြီးဟိုခေါ်သွားတီခေါ်သွားနဲ့ဒီကလေးမှတော့တိတ်မဟုတ်သေးဘူးချောင်းလေးတစ်ချက်ဟန့်ပြီးဟန်ကိုဖို့တယ်သူ့ကိုငါကိုယ်တိုင်ဆုံးမမှရတော့မယ်ဒီမျိုးနဲ့ကျမဘသူကဘာလဲဆိုတာ तू မသိသေးတဲ့ပုံပဲမင်းတို့ကြံနေခဲ့ကြဘယ်သူမှလိုက်မလာကြနဲ့ဒီဝါတို့အဖွဲ့ကိုမိတ်ပေးပြီးသူတယောက်တည်းရေကူးနေတဲ့အနောက်ဘက်အဆောင်တော်လိုက်လာတယ်ရေကူးကန်နာကိုရောက်လေသူတို့ရဲ့အော်ဟစ်ရီမောတန်တွေကပို့ကျဲလောင်တော့ပဲမိန်းကလေးတွေအိမ်တွေမရကြပုံများအော်ဟစ်တန်စော့ကစားတန်ရီမောစကားပြောနေကြပုံတွေကတခြားအိမ်တော်ကတော့ကြားတော့မဲ့ဖြစ်ခမိန်ရေကန်တဲ့မဒီမွေးကနေကြိလိုက်တော့အားလုံးရဲ့ထဲမှာအလားတရားလေးတစ်ခုကတိုးထွက်စွာပေါ်လွင်နေတယ်။မျက်ဝင်းလက်ပြားဆိုတဲ့အမျိုးသမီးငယ်လေးဟာထမိန်လေးကိုရင်ရှားထားပြီးပကုံးလေးတွေကနေအောင်အောက်မှာရန်နာပလဲလုံးလေးလိုတောက်ပါနေတယ်။အလားတုန်းကတော့သူမကိုစူပူကျိမ်းမဖို့လာခဲ့ပြီပဲ။မျက်လုံးမလွဲကျင်ကြကောင်းတဲ့အလားတရားလေးတွေနဲ့တိုးသွားတော့ဘာမှမပြောနိုင်တော့ပဲဒီမြင်ကွင်းလေးကိုပဲမျက်တောင်မခက်တဲ့အကွယ်လေးကနေသူ့အနေထားကြီးနဲ့ချောင်းကြည့်နေပြီရဲ့။ကိုယ့်ရဲ့အိမ်တော်မှာကိုကအာနာကြီးဆုံးဖြစ်တာတော့မှပုံရှိုးကွယ်ရှိုးချောင်းကြည့်နေရတဲ့ဘဝကလည်းမလွယ်လှပါဘူး။မျက်ဝင်းလေးပြတော့ဘာမှမသိပဲရေကိုအပြူတော်လေးတွေနဲ့စော်ကစားနေတယ်။ပကုံးသားဖွေးဖွေးလေးကနေတစင်မျက်လုံးလေးတွေကလည်းအောက်ရောက်သွားရင်ရင်စုံကိုကြည့်လိုက်ပြီးတဲ့အခါရာမခပိန်ရင်တွေတဒုံဒုံခုန်လာပြီးလိုက်ဖို့ရင်မောလာတယ်။ရင်ကုန်တဲ့နေဖို့ဒီဖက်တွေဖြစ်နေပေမဲ့မြင်ကွင်းလေးကရှုပ်မငြိကျင်ကြမို့မျက်လုံးမလွှဲနိုင်ပဲချောင်းကြည့်နေပြီ။ဘာရင်မဟုတ်လက်ကနှာခေါင်းကိုကိုင်းလိုက်တော့သွေးတွေကစီးကြနေတယ်။ဘာရီလဲအခုမှသိလိုက်တာသူ့နှာခေါင်းသွေးရှံနေရပဲ။ဘာလို့သူ့နှာခေါင်းကအခုချိန်မှနှာခေါင်းသွေးရှံရတာလဲ။နေဘူးများလို့လား။တိုက်ရိုက်ခိုင်ရီကျွမ်းကျင်ပြီးတိုက်ပွဲတွေတိုင်းမှာရှေ့ဆုံးကနေထက်ထက်မြက်မြက်တိုက်ခိုက်တဲ့လူတန်မကြီးဟာနေပူခေါင်ကြီးမှာခဏနေလိုက်တာနဲ့ပဲနှာခေါင်းသွေးရှံလာကြလို့လားမဟုတ်တော့ပါဘူး။မျက်ဝင်းလက်ပြရေးကစားရင်တခုခုစိတ်မတန်တယ်လို့ခံစားလိုက်ရတယ်။စိတ်ကမတန်တယ်လို့ဖြစ်လာတာနဲ့နဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ပတ်ဝန်းကျင်ကလည်းအေးချမ်းနေတယ်။ဒါပေမဲ့ဘာလို့သူမရဲ့စိတ်တွေကမတန့်တယ်လို့ခံစားနေရတာလဲ။ဒီနားမှာဘသူရောက်နေရလဲ။အမျိုးသမီးတွေနဲ့ပဲရေကစားနေရမို့သူ့ရဲ့ပေါ်ပိုင်းလေးကအနှင်းငယ်လှင့်ဟာနေတယ်။နဘေးကဝင်းရုံကိုအမြန်ယူလိုက်ပြီးပကုံးလေးကနေအမြန်လွှမ်းခြုံလိုက်တော့တယ်။ညံဝင်းလေးဘာဖြစ်တာလဲ။အပြူတော်လေးတွေကမေးကြတော့ဘာဖြစ်ရမယ်မသိပဲတကူကိုစိတ်မတန်တာတော့အမှန်ပါပဲ။ချမ်းလို့လားအပေါ်တက်ချင်နေပြီလား။အမားတို့တော့စော့ရမဝသေးဘူး။အပြူတော်လေးတွေကဝိုင်းတားပြီးတော့ရေဆက်စော်ဖို့ပြောတယ်။ဒါပေမဲ့စိတ်မတန်တော့တာကြောင့်ရေဆက်လေးမှပဲထိုင်ပြီးအပြူတော်တွေကစားနေရကိုကြည့်နေလိုက်တယ်။အတွေးတွေကဘာရဲ့မဟုတ်ဟိုနေ့ကလူတယောက်ရဲ့အကြောင်းစဉ်းစားလိုက်ပြီးတစ်စက်သေးမှာပဲသူမရဲ့နှကန်းလေးကိုလက်ဝါးလေးနဲ့အသားလေးပုတ်တက်နေပြီးအဲ့ဒီလူတန်းမကြီးကပထမဆုံးနန်းကိုရလိုက်တယ်။ရီသားတကားမှမချားခဲ့ဘူးတဲ့ညံဝင်းလေးပြားတွင်အဲ့ဒီတွေးကြုံကသူမတွင်ရန်ကိုစိတ်လှုပ်ရှားစေ။အဲ့ဒီလူတွက်ကရောဒီလိုပဲလား။ညံဝင်းခံစားနေရတယ်လို့သူခံစားနေမိရဲ့လားမဟုတ်တော့ပါဘူးလေအဲ့ဒီလူကြီးပါမိမတွေအများကြီးရှိလာမှာပေါ့မဟုတ်ရင်လေအပြင်မှာချစ်သူပြုတ်ကညာတွေအများကြီးရှိမှာပေါ့အဲ့ဒီလူကြီးရဲ့အကြောင်းအနည်းနဲ့များချိန်တော်ရောက်ပြီးတဲ့နောက်ပိုင်းသိခဲ့ရတယ်အဲ့ဒီလူကြီးကဘာဝီမျိုးနဲ့သူတွေမှာအာနာကြီးဆုံးနဲ့ရုပ်ရည်ကလည်းချောမောခန့်ညာနေပြီးပြည့်စည်ဥစ္စာလည်းအများကြီးရှိအာနာလည်းရှိရဲ့အဲ့ဒီလူကြီးကိုဘယ်မိမအများလောဘမတက်ပဲရှိမှာလဲသူမနေတိုင်းနဲ့ပလဲပြကျွန်းမှာတော့တန်လင်းတက်များစနစ်ကိုပဲကျင့်သုံးတယ်။ဘာဦးမျိုးနဲ့သူကတော့တန်လင်းတက်များစနစ်ကိုကျင့်သုံးတာမျိုးမဟုတ်ပဲအာနာရှိရင်ရှိတယ်လို့မိမတွေကိုအများကြီးယူပိုင်ခွင့်ရှိရဲ့။မျိုးနဲ့သူတခုကိုသိမ့်ပိုက်ပြီးရဲ့နောက်မှာစစ်တုံးပန်းတွေကိုလည်းသူတို့ကြိုက်တယ်လို့အသုံးချကြတယ်။အဲ့ဒါကလူပစံတဲ့လူတွေရဲ့အဖြစ်ပလဲပြမျိုးနဲ့မှာတော့ဒီလိုမဟုတ်ဘူး။အဖေမေရှိတဲ့ကလေးကစစ်မက်ကိုဖျက်ပွားဖို့မလိုချင်ကြဘူးငိမ့်ငိမ့်ချမ်းချမ်းတတရာနဲ့ပဲအုပ်ချုပ်ခဲ့တဲ့သူတို့မျိုးနဲ့စုလေးကိုလွမ်းတော်လွမ်းပြီးသားအခွင့်အရေးတွေရခဲ့ဒီနေရာမှာမနေချင်ဘူးသူမနေထိုင်တဲ့ပလဲပြကျွန်းလေးမှာပဲအခြေချခြင်းနဲ့အဖေအမေတို့ကလည်းကောင်းကင်ဘဝနဲ့သမီးတို့ရဲ့အဖြစ်ကိုကြည်နေလောက်ရောပေါ့နော်
သူတို့မျိုးနဲ့စုမှာဆိုသူတို့တွေကမင်းသမီးဖြစ်တဲ့အတွက်အကျင့်တန်းရှိနေရတယ်ဒီမျိုးနဲ့စုမှာတော့စစ်တုံးပန်းဖြစ်သိမ့်ပိုက်ခံရပြီးတဲ့နောက်သူမတို့ညီမနှစ်ယောက်ရဲ့ဘဝဘယ်လိုဖြစ်လာမလဲသူမကိုယ်တိုင်လည်းအခုရှိနေတဲ့ဘဝကိုလက်မခံနိုင်သေးဘူးအိမ်တော်ထဲမှာအပြူတော်တွေရောအထင်းတော်တွေရောကိုစီလှုပ်တွေလုံးနေကြတယ်မိန်းကလေးချင်းချင်းစုဝေးနေကြတာမို့အတင်းတွေလည်းပြောရင်အလုံးလုံးနေကြတယ်အရှင်ခေါ်လာတဲ့မိန်းကလေးညောင်ကိုကြာညိုဘယ်လိုမြင်လဲအပြူတော်ရွှေလိုက်ကအပြူတော်ကြာညိုကိုစပြီးမေးစကားပြောလာတယ်ဘာလို့လဲရွှေလိုက်ရဲ့ထူးခြားနေလို့လားထူးခြားတာတော့မဟုတ်ပါဘူးရွှေလိုက်ရဲ့စိတ်ထဲမှာတခုခုများထက်နေသလားလို့ဘာလို့လဲညီမနှစ်ယောက်လေပန်းသွေးပြမင်းနဲ့မျက်ဝင်းလက်ပြားဆိုတဲ့ညီမနှစ်ယောက်သူတို့နှစ်ယောက်ကတခုခုတော့တခုခုပဲဘာလို့လဲဘာလို့အဲ့လိုထင်ရတာလဲမဟုတ်ပါဘူးရွှေလိုက်တယောက်တည်းထင်တာနေမှာပါအရှင်ကဘသူ့ကိုကျင်ရတော့မြောက်မလဲမသိကြပါနဲ့အားလုံးပြောနေတာအငယ်မားတဲ့သူ့ကိုပဲပြောနေကြတယ်။အော်ငါတို့အိမ်တော်ကသခင်ကဘသူ့ကိုပဲယူယူငါတို့ရဲ့သခင်မပဲလေငါတို့ကအလုပ်ကြီးပြရမှာပဲအဲ့ဒါတော့ဟုတ်ပါတယ်ဘသူပဲဖြစ်ဖြစ်ကျမတို့ရဲ့သခင်မပါပဲဒါမဲ့ညီမနှစ်ယောက်ကလှရာချင်းတူတယ်နူးညံ့တာချင်းလည်းတူတယ်ဒါမဲ့နှစ်ယောက်ကတခုခုမှတော့ကွာခြားနေပုံရတယ်နော်အကြည်တက်တွေကွာခြားနေတာအငယ်မလေးကဘလို့ကြည့်ချစ်ဖို့ကောင်းနေပြီကြီးလိုက်တာနဲ့စိတ်ကိုအေးချမ်းကြည့်တဲ့အလှမျိုးအမဖြစ်တဲ့ပန်းသေးပြမရဲ့အလှကတော့တော်တော်လှတာဆိုပေမဲ့တခုခုလှုပ်ဝက်ထားသလိုတခုခုလှည့်ပြားထားသလိုနှစ်ယောက်ကအလှတရားပေါင်းများစွာနဲ့လှပေမဲ့အငယ်မကစံပြူတဲ့အလှမျိုးတူတော့မတူအပြူတော်လေးတွေကလည်းညီမနှစ်ယောက်ရဲ့အလှတရားတွေကြွားကြပုံတွေတစ်ဖွဲ့တွဲပြောနေကြတယ်အငယ်မနဲ့ရှိရဲ့ချိန်သူတို့ကပို့ပြီးတက်တာရှိသလိုအကြီးမပန်းသေးပြမင်းနဲ့စကားပြောရင်တော့အနှင်းငယ်စုပူရာတွေအော်ငေါက်တာတွေခံရတတ်တယ်ရွှေလိုင်းကတော့လေသခင်ကိုမျက်ဝင်းလက်ပြနေပဲသဘောတူတယ်မျက်ဝင်းလက်ပြအိမ်တော်ရဲ့သခင်မဖြစ်လာရင်ကောင်းမယ်အပြူတော်တွေကလည်းသူတို့ရင်ထဲမှာရှိတဲ့အတိုင်းတိတ်တိတ်လေးတီတိုပြောနေကြရတယ်ရုံရက်ဆန်ခန့်တဲ့သူတို့ဘက်ကိုပြန်ပြေးလာတဲ့သခင်ကိုတွေ့တော့ခမေရဲ့လူတွေကထိတ်တလန့်ဖြစ်သွားကြတယ်သခင်ဘာဖြစ်တာလဲအိမ်တော်ထဲကိုဘသူတွေကျူးကျော်ဝင်ရောက်လာလို့လဲအချိန်လေးမကောင်းတဲ့သခင်ရဲ့မျက်နှာကိုကျင်လာနဲ့ဒေဝါတို့ကဓာတ်ရှိကိုဆွဲထုတ်ပြီးတိုက်ခိုက်ဖို့တင့်ပြင်နေကြတယ်သခင်ဘာဖြစ်လာတာလဲအရှင်ဘာဖြစ်လို့လဲဘသူတွေကကျူးကျော်ဝင်ရောက်လာလို့လဲတိုက်ခိုက်ဖို့ဟန်ပြင်းနေတဲ့သူ့လူတွေကိုလက်တစ်ဖက်နဲ့တားလိုက်တယ်မဟုတ်ဘူးမင်းတို့ငြိမ်နေကြစမ်းတစ်ချက်ဟောက်လိုက်တော့မှဒေဝါတို့ကရက်သွားတယ်ဒါပေမဲ့သူ့တကယ်ရဲ့မျက်နှာအဆင်မပြေသေးဘူးဘာဖြစ်လာတာလဲမသိဘူးအရှင်မျက်နှာကိုတစိမ့်စိမ့်ကြည့်တော့မှနှာခေါင်းကသွေးတွေထွက်နေတာသိလိုက်ရတယ်သခင်နှာခေါင်းမှာသွေးတွေထွက်နေရဲ့ဘသူနဲ့တိုက်ခိုက်လာတာလဲသခင်ကိုလှုပ်လိုက်တာဘသူလဲကျုပ်တို့အခုသွားရှင်းလိုက်မယ်ပြောပြီးဓာချင်းချင်းနေတဲ့သူ့တပည့်တွေကိုဖြည့်ရှင်းရဖို့အရေးကြီးတယ်လို့သူ့နှာခေါင်းတွေကသွေးတွေကလည်းထွက်လို့မပြီးသေးဘူးသူ့တပည့်တွေကလည်းတယောက်တစ်မျိုးပြောနေကြတော့ယာမကမိန်စိတ်ပြက်ပြက်နဲ့သူတို့ကိုကြည့်ပြီးမင်းတို့ကိုငြိမ်နေဖို့ငါမပြောဘူးလားသူလူတွေကအဝတ်ပိုင်းတစ်ခုကိုအမြန်ယူပြီးတော့သူ့နှာခေါင်းကသွေးတွေကိုအမြန်တုပ်ပြစ်လိုက်ရတယ်သူတပည့်တွေကတော့သူ့နှာခေါင်းကသွေးတွေကိုမြင်ပြီးအံ့ဩနေကြတယ်တိုက်ခိုက်ကျွမ်းကျင်တဲ့ယာမကမိန်နှာခေါင်းကိုသွေးထောင်ဘသူမှများလှုပ်လိုက်တာပါလေသူတို့တခင်ကနာမည်တစ်ခုမဲ့ပြောလိုက်ရေပြုံးမြေစုံတိုက်ခိုက်ဖို့အဆင်သင့်ပဲအသက်ရှူတဲ့တွေလည်းညနေပါလားတခင်ဘာဖြစ်လာတာလဲဘသူတွေနဲ့တွေ့ခဲ့တာလဲမင်းတို့အေးစေးနေလိုက်စမ်းကွာမင်းတို့တန်ကြားရနဲ့ငါကောင်းဖို့ကိုက်လို့ညီးညူတယ်လို့ပြောရင်သွေးတွေကိုအမြန်တုပ်နေလိုက်တယ်ပကုံဖွေးဖွေးလေးကိုမြင်တာနဲ့အဲ့လောက်ထိဖြစ်စရာလို့လားနှာခေါင်းသွေးရှံရလောက်တွင်ထိလေဘာတွေကများမက်မောကြကောင်းလို့လဲသူ့ကိုယ်သူကြိတ်မနိုင်ခဲများဖြစ်တယ်လို့ရှက်တော်သားလည်းထွက်မိတယ်သူတို့မျိုးနဲ့စုထဲမှာလည်းအလားဆုံးမင်းကလေးတွေသူတွေ့ခဲ့ဘူးပါတယ်ဒါပေမဲ့ဒီလောက်ချင်းရုပ်ပြက်စင်ပြက်တကားမှမရှိဘူးသူတို့ရေချိုးနေအောင်သွားချောင်းမိတဲ့ကိုလည်းအံ့ဩနေပြီးအစတော့အပြူတော်တွေကိုစုဝေးပြီးဟိုသွားတီသွားလုံးနေရကြောင်းဆုံးမကျိန်းမောင်းဖို့သွားခဲ့တာပဲဒါပေမဲ့ဘသူမှမမြင်လိုက်ပဲအပြေးပြန်လာရတဲ့အဖြစ်ကိုသူ့တယောက်တည်းပဲအသိဆုံးမူမမန်နဲ့သခင်ကိုကြည့်ပြီးသူ့လူတွေလည်းစဉ်းစားရကြံ့နေတော့တယ်ဘာဖြစ်လာတာပါလဲဘသူနဲ့တွေးခဲ့တာပါလဲပကုံဖွေးဖွေးလေးကိုမြင်အောင်တော့နှာခေါင်းသွေးကရှံကြလေပဲသွေးကလုံးဝမတိတ်တော့တဲ့အထိညားနဲ့တကောင်မပြောနဲ့နေပူကျင်းမှာတော့လူတွေကိုလေ့ကျင့်ရင်တင်ကြားပေးခဲ့တဲ့ကြန့်ခိုင်တဲ့လူရဲမကြီးကဘာမဟုတ်တဲ့တီသေးသေးလေးကိုမြင်တာနဲ့နှာခေါင်းသွေးကရားကြမရှိအောင်ရှံနေတာလူကြားလို့မကောင်းမင်းတို့ဒါပါလောက်ကြတာလဲအရှင်ကအငယ်မကိုခေါ်ခိုင်းလိုက်လို့ပါဟုတ်လားခမေကအငယ်မကိုခေါ်ခိုင်းလိုက်တယ်တဲ့အပြူတော်တွေကလည်းသူမကိုပြောပြီးအငယ်မကိုဝင်ခေါ်ဖို့လုပ်နေတော့ငါပဲခေါ်လိုက်မယ်မင်းတို့သွားကြတော့လေဟိုအရှင်ကအခုချက်ချင်းခေါ်ငါသိတယ်ငါပြောလိုက်မယ်ထပ်ပြောလိုက်တော့အပြူတော်တွေကလည်းဆက်မပြောတော့ပဲလက်ထွက်သွားကြတယ်လက်ထွက်သွားတော့မှညီမလေးရှိရဲ့ခန်းထဲကိုဝင်လိုက်ပြီးညီမလေးရှမ်းအဘဘာဖြစ်လို့လဲအမနေမကောင်းချင်လို့အဲ့ဒါဟုတ်လားနေမကောင်းလား
ကိုများပူနေရလားသူမပါပြစ်လေးတွေကိုလာဆန်းနေတဲ့ညီမလေးကိုကြည့်ပြီးတော့ခြေနဲ့သွားတယ်ငငယ်လေးတွေကနေသူမပါပြစ်ပြောအကုန်ယုံပြီးလှည့်ပြားကျင်တယ်လို့လှည့်ပြားလို့ရတဲ့ညီမလေးစေးတော့မှပြောင်းနိုင်မယ်ထင်တယ်စေးဟုတ်လားအိမ်တော်ထဲမှာစေးရှိမယ်နဲ့တူတယ်ညီမလေးသွားချလိုက်မယ်လေအပြူတော်ကြီးမှာစေးရဘယ်လိုမျိုးရှိမှလဲရှိလဲစေးရလဲတန်မိုးမရှိတဲ့စေးနေမှာပေါ့အမကတော့ဒီတန်မိုးမရှိတဲ့စေးကိုခန္ဓာကိုယ်ထဲမထည့်နိုင်ပါဘူးအမပါလို့ချင်တာလဲစေးသွားဝယ်ပြီစေးဝယ်ပေးရမယ်စေးဝယ်ဖို့ကဟုတ်ပါပြီစေးဝယ်ဖို့ကအပြင်ထွက်ရမှာဟိုလူကြီးရဲ့လူယုံတွေကိုသွားခိုင်းလိုက်ရင်ရောအမတို့မျိုးတွေကိုခြေမုန်းခဲ့တဲ့အဲ့ဒီလူရဲ့အကူအညီနဲ့မတောက်ချင်ပါဘူးအဲ့ဒီလူတွေယူလာပေးတဲ့စေးကိုလည်းအမမတောက်နိုင်ဘူးမျက်ရည်တွေစီးကြလာတဲ့အမကိုတနာလာတာနဲ့ညဝင်းလည်းဘာမှမသိတော့ဘူးအမဒီမှာပဲနေတော့ဘဲမှမသွားနဲ့ညီမလေးသွားပြီးဝယ်လာခဲ့ပေးမယ်ညီမလေးကိုယ်တိုင်ဝယ်ပေးတဲ့ဆေးကိုပဲအမတောက်မှာတော့ဟိုလူတွေဝယ်ပေးရအောင်မတောက်နိုင်ဘူးစိတ်ချပါညီမကိုယ်တိုင်အပြင်ထွက်ပြီးဝယ်ပေးပါမယ်အမသာဘာမှမလုပ်ပဲဒီထဲမှာနာနာနေတယ်ညီမလေးကအမကိုကရင်တက်မှာတိတိကျကျလှဲလျောင်းစီပြီးစောင်းလေးခြုံပြီးတယ်အပြင်ထွက်ဖို့ချောင်းနေပါတယ်နေမကောင်းတဲ့အမကိုအနေစင်းရဲ့အစားချင်းရဲ့ဖြစ်မှာသူမအင်မတန်မှကြောက်မိတယ်အမကနည်းနည်းလေးနေမကောင်းဖြစ်တာနဲ့အဲ့ရပေါ်လဲကြနိုင်တဲ့အထိကျမ်းမာရေးမကောင်းနေသူအားနေတဲ့သူဖြစ်ပါတယ်အဲ့ဒါကြောင့်ဆေးကိုအချိန်မီဝယ်ရမှဖြစ်မှာအိမ်တော်မှာစောင့်နေရများသားအဆောင်တွေကိုကြော်ဖြတ်ပြီးအပြင်ကိုထွက်ရမှာမို့နည်းနည်းတော့မလွယ်ဘူးဒါပေမဲ့လည်းအခုချိန်မှာအပြင်ထွက်ဖို့ကအရေးကြီးအောင်မို့လူယုံတွေကိုရှောင်ပြီးအနောက်ဘက်လည်းအိမ်တော်ကနေခိုးထွက်ဖို့ပြင်ပါတယ်ဆက်ဆက်စူသွားတတ်တဲ့အကျင့်ကလည်းဒီနေရာမှာပိုကောင်းသွားတယ်လို့ပြောရမယ်အနောက်ဘက်မှာဘယ်သူမှမသိပဲအပေါက်သေးသေးလေးတစ်ပေါက်ရှိနေခဲ့တယ်အဲ့ဒီပေါက်ကနေအပြင်ထွက်ဖို့အတွက်ကအဆင်ပြေသွားတယ်ကျွန်းကနေပါလာတဲ့လက်ဝက်လက်စားတွေလည်းရှိရကြောင်းဆေးဝယ်ဖို့ကမပူပန်ဘူးညီမလေးထွက်သွားတဲ့ပန်းသွေးပြမေးကနေမကောင်းသလိုမျက်နှာငယ်လေးကနေချက်ချင်းငေါက်ကနေထလာပြီးရာမခမိန်စီကိုတက်ကြွတဲ့ခြေလမ်းတွေနဲ့သွားပါတယ်မျက်နှာကလည်းကောက်ကျစ်မှုတွေကအထင်သာသူ့စီကိုရောက်လာတဲ့သူကအငယ်မမဟုတ်ပဲအကြီးမဖြစ်နေရကြောင်းရာမခမိန်မျက်ခုံးတစ်ဖက်ကအနှဲငယ်ဆုသွားတယ်ငါခေါ်တာသူမဟုတ်ဘူးလေသူမအောင်မြင်တာနဲ့အလိုမကျသလိုမျက်လုံးတွေကိုရိမ့်ပြီးတော့မို့ဝိယုံကိုင်းထားတဲ့ပန်းသွေးရဲ့လက်တွေကတင်းသွားနေတယ်သူမအောင်ဘသူမှအလိုမရှိကြဘူးတဲ့လားဘာလို့ငယ်မအောင်လဲအငယ်မအောင်ဆိုအားလုံးကဝိုင်းပြီးချစ်ခင်ကြရတာလေအိမ်တော်ကအပြူတော်တွေကစသူမနဲ့ဆက်ဆံတာတစ်မျိုးငယ်မနဲ့ဆိုတစ်မျိုးမျက်နှာပြက်ပြီးမဲ့လဲဟန်ဖို့ပြီးဘေးကိုသွားလိုက်တော့ခမေကဘာကိစ္စရှိလို့လဲအငယ်မလေးပန်းသွေးပြမေကမျက်နှာမကောင်းစွာနဲ့ငိုလာတော့ရာဇခမိန်လဲစိုးရင်တကြီးဖြတ်သွားရတယ်ဘာဖြစ်တာလဲဘာဖြစ်လို့လဲအမြန်ပြောစမ်းညီမလေးအိမ်တော်ကထွက်ပြေးသွားပြီဘာပြောတယ်မဖြစ်နိုင်တာဟုတ်ပါတယ်ကျမကဘာကိစ္စနဲ့လိန်ပြောရမှာလဲအခုပဲကျမကိုနှုတ်ဆက်ပြီးထွက်သွားတာဘယ်ကိုထွက်သွားတာလဲဘယ်သူနဲ့ထွက်သွားတာလဲအိမ်တော်မှာအဆောင်တွေအများကြီးရှိရတာနဲ့ तू ကဘယ်ကိုထွက်သွားတာလဲ तू ကငါ့ပိုင်လေဘယ်သွားတာလဲဒေါသကြီးနဲ့ဓာတ်အုပ်ဆွဲထုတ်ပြီးကြိတ်မနိုင်ခင်ဗျဒေါသမီတွေလောင်ကျွမ်းပါရယ်စိတ်ကိုလျှော့ပါရှင်တစ်ဖက်ကနေစဉ်းစားရင်လည်းကောင်းတာပဲမဟုတ်လားဘာလို့လဲမင်းပါဦးဆိုလို့ကျန်တာလဲစိတ်မကောင်းသလိုမျက်နှာနွမ်းနေပြီးညီမလေးတို့စိုးရိမ်နေပုံရတဲ့သူမကတော့တက်ပြင်းလေးတစ်ချက်ချပြီးဆက်ပြောလာတယ်ညီမလေးသူချစ်တဲ့သူနဲ့သွားပါစေဘာပြောတယ်ပန်းသွေးစီကစကားထူးဆန်းကိုကြားလိုက်ရတော့ခမိန်ဒေါသတွေမိုးမိလောင်တော့တယ်ဘာစကားတွေပြောနေရလဲအခုမိန်းကလေးကဘယ်ကိုထွက်သွားတာလဲမင်းပါပြောလိုက်တာလဲပန်းသွေးပြမေးအခုချက်ချင်းပြန်ပြောလိုက်စမ်းညီမလေးကသူ့ရဲ့ချစ်သူနဲ့ထွက်သွားပါပြီသူ့ကိုလိုက်မရှာပါနဲ့လို့လည်းပြောသွားပါတယ်ကျမတို့သူ့ကိုလွတ်လပ်ခွင့်ပေးရအောင်ပါသူလည်းသူ့ချစ်သူနဲ့ပေါင်းဖက်ခြင်းပါပဲလေအဲ့တော့ညီမလေးရဲ့ဆန္ဒကိုအမဖြစ်တဲ့ကျမကပဲအလင်ကနေတောင်းပန်ပြီးသူတို့ကိုလွတ်လပ်ခွင့်ပေးလိုက်ပါလို့တောင်းဆိုပြစေညီမလေးလည်းသူ့ဘာသာဘဝတစ်ခုထူထောင်ပါစေမဖြစ်ရဘူးလုံးဝမဖြစ်ရဘူးဓာတ်ရှိကြီးနဲ့အရှိကဇပွဲခုံကိုထက်ဝက်ပိုင်းလိုက်တော့ဇပွဲခုံကလည်းထက်ဝက်ကျိုးသွားတယ်သူ့ရဲ့လူယုံတွေကလည်းသူတို့ရဲ့တခင်ရဲ့ဒေါသတိုင်းစာကိုသိနေတော့အဝေးကနေရှောင်နေကြတယ်တခင်ကဒေါသတွေထွက်လာရင်စင်ရိုင်းလိုမုံယိုပြီးဘာရာမှမမြင်ပဲယူယူမမိုက်လှုပ်တတ်တယ်မင်းတို့ဘယ်ရောက်နေကြတာလဲအခုချက်ချင်းလာခဲ့စမ်းသူ့လူတွေကိုခေါ်လိုက်တော့ချက်ချင်းသူ့လူတွေကအရှိကိုဒူးထောက်ပြီးဝက်တွားပြီးအမိတ်ကိုစောင့်နေကြတယ်မျက်ဝင်းလေးပြောင်းအခုချက်ချင်းလိုက်ရှာကြတယ်မြို့တော်တွေမှာရောလမ်းမှာရောအကုန်မချမ်းရှာကြမကျွမ်းကျင်တဲ့နေရာမလို့သူဘဲမှသွားနိုင်မှာမဟုတ်ဘူးနေမွေခင်အဲ့ဒီမိန်းကလေးကိုရအောင်ရှာခဲ့စမ်းဟုတ်ကဲ့ပါရှင်အရှင်ပြောတဲ့အတိုင်းဖြစ်စေရပါမယ်ဒီဝါတို့ကလည်းသူ့သခင်ရဲ့အမိတိုင်းသူ့မိန်းကလေးကိုရှာဖို့ထွက်သွားမယ်လို့နေအောင်အဲ့ဒီမိန်းကလေးကိုတွေ့ဘာပုံးပဲ့မှမဖြစ်စင်နဲ့ဘာတင်ရမှမမြင်ချင်ဘူးဟုတ်ကဲ့ပါရှင်ရမခမေရဲ့အမိတ်ပေးတဲ့ဆုံးသူ့လူတွေကမြို့ထဲမှာမျက်ဝင်းလက်ပြအောင်ရှာဖို့လူအုပ်ကြီးနဲ့ထွက်သွားပါတယ်
သူမညီမလေးကတော့ဘာမှမသိပဲသူမအတွက်ဈေးဝယ်ဖို့စူးစမ်းနေလိမ့်မယ်သူလူတွေပြန်ရှာတွေ့တာမတွေ့တာကိစ္စမရှိဘူးသူမချစ်သူနဲ့အိမ်တော်ကထွက်ပြေးဖို့စူးစမ်းတယ်ဆိုတာပဲရပါပြီအဲ့ဒါဆိုသူ့ညီမလေးကိုအရှင်ကလည်းကျင်ရတော့ဖြစ်ရွေးချယ်ဖို့မစူးစမ်းတော့တော့ဘူးကျင်ရတော့နေကပန်းသွေးအတွက်အလိုလိုဖြစ်လာတော့မှပြောစမ်းမအောင်သူနဲ့လိုက်ပြေးသွားတဲ့တယောက်ကဘယ်လိုခေါ်လဲထိုးကောင်တင်ပါပဲကျွန်းမကလေးကအဲ့ဒီတယောက်နဲ့ချစ်ကြိုက်နေရပါနှစ်ယောက်ကအရန်ကိုချစ်ကြတဲ့ချစ်သူစုံတွေပါအခုလိုညီမလေးကတခြားတယောက်နဲ့လက်ထပ်ရမယ်ဆိုတော့သူလာခေါ်တာနဲ့တူပါတယ်သူကလည်းသူ့ချစ်သူကိုပဲရွေးပါလေနှစ်ယောက်တူတူအိမ်တော်ကထွက်ပြေးသွားတာပါရမခမေရဲ့မျက်လုံးတွေကဒေါသမီးရှံတွေတောက်လောင်နေတယ်သူလျှော့ပေးထားတာများနေသလိုပဲရဲတင်းလာကြည့်လားစစ်တုံပန်းဖြင့်ရွေးချယ်ထားတဲ့ထီမင်းကလေးကအတင့်ရဲပြီးချစ်သူကိုခေါ်ပြီးချစ်သူနဲ့တော့အတူတူထွက်ပြေးရတယ်လေသူ့ကိုရှော့တက်ထားတာပေါ့သူ့ကိုမခန့်တာပေါ့သူ့ကိုမလေးစားတာသူမနဲ့ပတ်သက်တဲ့ရမခမေရဲ့အကြောင်းကိုကောင်းကောင်းကြီးမသိသေးဘူးနဲ့တူပါတယ်ဒေါသတွေတအားမထွက်ပါနဲ့အရှင်ကဒေါသထွက်နေရမကောင်းပါဘူးညီမလေးကမလိမ္မာလို့ပါအဲ့ဒီအတွက်လဲအမဖြစ်တဲ့ကျမကပဲတောင်းပန်ပါတယ်ညီမလေးကိုပြန်ရှာတွေ့အပြစ်ကိုလျှော့ပါပေးပါတန်းသေးပြောင်မေးကပြောပြီးသူ့ရဲ့လက်မအောင်အုပ်ကလိုက်တယ်အဲ့ဒီနောက်တဖြည်းဖြည်းနီးကပ်သွားပြီးခမေရဲ့မျက်နှာနာကိုတိုးကပ်သွားပါတယ်သူ့နောက်ချင်းကပ်လာတဲ့ပန်းသေးပြောင်မေးကိုကြည့်ပြီးမတုံမလုံနေနေအဲ့တော့ကိုဘယ်လိုသဘောပေါက်သွားလဲတော့မသိဘူးသူမလောက်တာကိုငိတ်ခံနေတဲ့အထင်နဲ့ခမိတ်ရင်ခွင်ထဲကိုဝင်ဖို့ကြိုးစားပါတယ်။အဲဒီခါတော့မှခမိတ်ကချက်ချင်းကြီးထရက်လိုက်ပြီးသူမရဲ့လက်ကဝတ်ကိုဆွဲပြီးမင်းပယ်မှာမသွားနဲ့အိမ်မှာပဲနေ။အဲ့လိုပြောပြီးခမိတ်ကမျက်ဝန်းလက်ပြာကိုရှာဖို့ထွက်သွားပါတယ်။ထွက်သွားတဲ့သူ့နောက်ကျောကိုကြည့်ပြီးသူမကိုညင်းလိုက်တဲ့အတွက်ဒေါသထွက်သွားပြီးတက်နိုင်သလောက်ရုပ်လုံးမပေါ်အောင်ထိန်ပြီးအရှင်ဒေါသကိုထိန်ပါညီမလေးကိုဘာမှမလုပ်ပါနဲ့သူတို့ရဲ့ချစ်ခြင်းကိုအရှင်ခွဲလို့မရပါဘူး။ကျမတို့မျိုးနယ်စုရဲ့တန်မိုးထားတဲ့ပလဲပြာနဲ့ကိုတော့မှချစ်သူအတွက်စွန့်စားခဲ့ပြီးပေးခဲ့သေးရပဲအရှင်တို့လိုက်ခွဲလဲအဖို့ပဲညီမလေးကသူ့ကိုပဲရွေးချယ်ပါမီးထိုးပေးလေရာမခမေရဲ့ဒေါသတွေကလည်းကြီးမားလာလေးပါပဲတောက်တစ်ချက်ခောက်ပြီးတော့ဓာကြီးကိုဝေးရမ်းပြီးအနောက်ကနေလိုက်သွားပါတယ်ဘယ်သူမှမရှိတော့ဘူးဆိုမှပန်းသွေးပြောင်မေးလဲဟန်လောက်ထားတဲ့မျက်နှာကိုချက်ချင်းပြန်ပြင်လိုက်တော့လှည့်ပြားရုံမာတက်တဲ့မျက်နှာသွင်းတဲ့တဟားဟာရှိပေါ်လာခဲ့တယ်သူမညီမလေးအတွက်တော့စိတ်မကောင်းပါဘူးအပြင်ထွက်လာလို့လည်းရပြီလက်ထဲမှာလည်းလက်ဝက်လက်စားရရှင်ဒါပေမဲ့ခက်တာစေးဆိုင်ကဘယ်နေရာမှာလဲစေးကိုဘယ်နေရာမှာသွားဝင်ရမလဲမသိတာပုတ်ခက်နေရတယ်ဘယ်သွားလို့ဖယ်လာရမယ်မသိမြို့ထဲမှာတဝဲလေလေနဲ့လမ်းပြောင်းနေတယ်မြို့ထဲကလူတွေကလည်းကြောင်ကြောက်ကြားဖြစ်နေတဲ့သူမကိုထူးဆန်းတယ်လို့ကြည်လာကြတယ်သူမရဲ့တွင်ပြင်ကိုအားလုံးကအံ့ဩတယ်လို့ကြည်နေကြတယ်ဒီနားမှာစေးဆိုင်ရှိလားမသိဘူးအနားမှာရှိနေတဲ့အမျိုးသားတယောက်ကိုစေးဆိုင်ကြောင်းမေးရတယ်အဲ့လိုမေးတော့မှပဲဈေးဆိုင်ကိုသိရတော့မယ်မလားသူမကပဲစိတ်ထင်လို့လားမသိဘူးအဲ့ဒီမျိုးသားသူမကိုစုံစမ်းကြည့်ပြီးမေးပြတဲ့ကိုလက်နဲ့ပုတ်တယ်သူမတကူလုံးစိုက်ကြည့်ပြီးမှဈေးဆိုင်ရဲ့နေရာကိုပြောပြတယ်ဒီလမ်းကွေနာမှာရှိရဲ့ကျေးဇူးတင်ပါတယ်အဲ့ဒီမျိုးသားကိုကျေးဇူးတင်စကားပြောပြီးလမ်းကွေနာမှာရှိရဲဆိုတဲ့ဈေးဆိုင်ကိုအမြန်သွားလိုက်တယ်ဒီကွေမှာနေမယ်ဈေးဆိုင်ကရှိနေရတဲ့အမတွင်ဈေးကိုအမြန်ဝယ်ပြီးအိမ်တော်ကိုအမြန်ပြန်ရမယ်သူမပြောင်းနေတာဘယ်သူမှမသိဘူးအိမ်တော်ကိုအချိန်မီပြန်ဝင်ရမယ်အဲ့ဒါမှအဲ့ဒီလူကြီးမသိပါမတော်တဆသွားသိသွားရင်အားလုံးသွားပြီပဲအဲ့လိုလေးတွေးပြီးစေးဆိုင်ကိုအမြန်ပြေးသွားလိုက်တယ်ဒါပေမဲ့ထင်ထားသလိုအဲ့ဒီလမ်းကွင်းမှာစေးဆိုင်မပြောနဲ့ဘာဆိုင်မှမရှိဘူးမြေကွက်လက်ကြီးဖြစ်နေပြီးလူသွားလူလာလည်းမရှိဘူးခုနကလူကြီးကမှားပြီးလမ်းညွှန်လိုက်တာလားသူမလည်းဇဝေးဇဝါဖြစ်ပြီးပြန်လဲထွက်မှာသူမကိုယောက်ျားတန်ပါကြီး9ယောက်ကသူမကိုဝိုင်းထားပါတယ်အဲ့ဒီ9ယောက်ထဲမှာခုနသူမကိုလမ်းညွှန်လိုက်တဲ့လူတစ်ယောက်လည်းအပါဝင်ဖြစ်နေတယ်ရှင်ဘာလုပ်တာလဲဘာလုပ်ရမှာလဲဒီလောက်ချုံမောလှပတဲ့မင်းသမီးလေးကိုတွေ့တာဘယ်သူကလက်လွတ်ခံပါတယ်လဲဟာလှတဲ့မင်းကလေးကိုလက်လွတ်ခံရလောက်အောင်ငါတို့ကမယူမိုက်သေးဘူးမင်းကိုယ်တိုင်ငါတို့ရဲ့နေပယ်တွေကိုလာတာလေငါတို့ကလက်လွတ်ခံမရဲလားဟာသူမကိုတက်မှတ်တယ်လို့ကြည့်ပြီးအနားကိုဝိုင်းအောင်လာတာကြောင့်အမြန်ထွက်ပြေးပြီးမဲ့တန်မာလာတဲ့လူ9ယောက်ရဲ့အင်အားကိုသူမမတွန်းလှန်နိုင်ဘူးတယောက်စီကသူမလက်တွေကိုအတင်းဆွဲပြီးတနေရာကိုအတင်းခေါ်သွားဖို့ကြိုးစားနေတယ်သူမလည်းအားရှိသလောက်ရုံပြီးပါဇက်ကလည်းကဲကြပါအောင်ကျမကိုဒီမှာမတရားလုပ်နေပါတယ်ကဲကြပါအောင်အခုညီတောင်းမိတ်တကြောကြောအော်ဟစ်ပြီးအတင်းရုံးကန်နေပါတယ်အဲ့ဒီလူ9ယောက်ကတော့အနီးနားတဝိုက်မှာဘယ်သူမှမရှိအောင်အခွင့်ကောင်းယူပြီးသူမကိုဖျက်ဆီးဖို့ကြိုးစားနေတယ်ဒီနေရာမှာပဲဘဝကြီးကစုပ်ပြတ်တတ်တော်မှာလားရကြမရှိအောင်သူမဘဝဘယ်သူမှမကယ်နိုင်တော့ဘူးလားသူမရဲ့အတန်ကိုဘယ်သူမှမကြားနိုင်တော့ဘူးလားဒီလိုကြီးဘဝကိုအရှုံးမပေးလိုက်ချင်ဘူးကဲကြပါအောင်ဘယ်သူများလာခဲ့မလဲအာကုတ်ကြီးနဲ့အော်ဟစ်ကူညီတောင်းပြီးအတန်ကျဲကြီးနဲ့အော်ဟစ်ပြီးအကူညီတောင်းနေပြီ
လူ9ယောက်ကလည်းအခွင့်ကောင်းယူပြီးသူမရဲ့ခန္ဓာကိုယ်တွေကိုထိပါဖို့ကြိုးစားနေတယ်။အဲ့ဒီလက်တွေကသူမရဲ့ခန္ဓာကိုယ်ပေါ်ရောက်လူစစဲမှာလူတစ်ယောက်ရဲ့တန်ကိုကြားလိုက်ရတယ်။ရက်စံအော်တန်ကြားပြီးတဲ့နောက်တပြိုင်နက်တည်းမှာပဲအဲ့ဒီလူကြီးတွေကနေရာမှာလဲကျသွားတယ်။အန်အောနေတဲ့စိတ်နဲ့အားကိုးရမဲရကနေထားကြည့်လိုက်တော့မျိုးနယ်စုရဲ့ခေါင်းဆောင်တီဟပါဦးဖြစ်နေပါတယ်။တီဟပါဦးကသူမနာကိုချက်ချင်းပြေးလာပြီးဘာဖြစ်သွားသေးလဲ။ဘယ်နေရာထိခိုက်သွားသေးလဲ။စိုးရင်တကြီးနဲ့သူမကိုမေးမြန်းလာခဲ့တဲ့သူ့ရဲ့ဝိယုံကိုချုပ်ပြီးသူမကိုပေါ်လွှမ်းကြုံပေးပြီးတော့မျက်ရည်တွေနဲ့ဆူရွှဲနေတဲ့သူမကိုကြည့်ပြီးဒေါသကိုထိန်းထားတဲ့ပုံဖြစ်နေပါတယ်။ဘာမှမဖြစ်ပါဘူး။ကျေးဇူးတင်ပါတယ်။ကဲပေးလို့ကျေးဇူးများကြီးတင်ပါတယ်။မဟုတ်ရင်ဒီနေရာမှာကျမမပြောနဲ့တော့ဘာမှမဖြစ်တော့ဘူးမလား။တရားပါဦးလက်သီးကိုတင်းတင်းဆုပ်တယ်။ဒီကောင်တွေကိုနေမြေထဲခေါ်သွားလိုက်။မလုပ်ပါနဲ့အရှင်။မလုပ်ပါနဲ့ကျုပ်တို့နောက်ထပ်မလုပ်တော့ပါဘူး။အရှင်ကအပြစ်ပေးဘလောက်ထိရက်ဆက်တဲ့အပြစ်ပေးနေရတဲ့ပေးတယ်လဲသူတို့အားလုံးသိနေကြတာမို့အကြောက်ကံယုံပြီးတောင်းပန်နေကြတယ်။အပြစ်ပေးဖို့အတွက်နေမြေကိုခေါ်သွားတော့မယ်ဆိုတော့လူ9ယောက်ကလည်းယုံရက်ဆန်ကန်တောင်းပန်ပြီးငိုယိုပါတော့တယ်။တရားပါဦးကခက်တန်တဲ့မျက်နှာထားမတနာတတ်တဲ့ကြည့်တွေနဲ့ကြည့်လိုက်ပြီးသူ့လူတွေကိုချက်ချင်းဆွဲထုတ်ဖို့အမိတ်ပေးလိုက်ပါတယ်။မင်းတကယ်ဘာမှမဖြစ်ဘူးမလား။ဒီကိုပါလာလောက်တာလေဒီနေရာလူသွားလာနေငါသာရောက်မလိုက်မင်းဘယ်လိုဖြစ်မလဲမသိဘူးလား။ခမိန်အိမ်တော်ကမင်းကိုဒီလိုပဲအပြင်ကိုတယောက်တည်းလွတ်လိုက်တာလား။ तू မသိပါဘူးဘလို့ခမိန်မသိဘူးဟုတ်လားဟုတ်ပါတယ်အိမ်တော်ကနေခိုးထွက်လာတာပါခိုးထွက်လာတယ်ဘာကိစ္စရှိလို့လဲမင်းကတီးနေမရနဲ့ထွက်ပြေးဖို့ကြိုးစားနေရလားမျက်ဝင်းလက်ပြမဟုတ်ပါဘူးရှင်မဟုတ်ပါဘူးဒီလိုမရဲပါဘူးကျမနေမကောင်းပါဘူးအဲ့ဒီအတွက်ဈေးလာဝယ်တာပါခမိန်အိမ်တော်မှာအပြူတော်တွေများကြီးရှိတဲ့သားနဲ့ဘာလို့မင်းကိုယ်တိုင်ထွက်ဝယ်ရတာလဲဒီနေ့မြေကြောင်းမင်းဘယ်လောက်သိလို့လဲပြလင်းတဲ့မျက်ဝင်းလေးတွေကနေမျက်ရည်တွေပို့ပေါက်စီးကြလာတယ်ခုနကကြောက်အားနဲ့အာကုရမင်းနဲ့ပုံရည်လေးဟာတရားပါဦးအတွက်စိတ်ထိခိုက်ကြဖြစ်ရတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီမိန်းကလေးကိုရှေ့ကနေကောက်ွယ်ပေးခြင်းတဲ့စိတ်တွေကြီးစိုးမရဖြစ်လာတယ်ထက်မငိုအောင်သူကဘာပဲလုပ်ပေးခြင်းတော့တဲ့အထီပါပဲအဲ့လောက်ထိသူမစွဲငရာညှို့ငရာကောင်းတယ်တရားပါဦးသူကိုယ်တိုင်တတိမထားမိခင်မှာပဲမျက်ဝင်းရဲ့ပါပြင်ပေါ်ကမျက်ရည်တွေကိုသူ့လက်တွေနဲ့တုပ်ဖယ်ပုံဆဲမှာပဲအနောက်ကနေအော်တန်ကိုကြားလိုက်ရတယ်မျက်ဝင်းလက်ပြကျေလောင်စွာအော်တန်ရဲ့စုံနှစ်ယောက်စလုံးလှည့်ကြည့်လိုက်တော့ရာမခမိန်ဖြစ်နေပါတယ်ရာမခမိန်ကစူးရတဲ့အကြည့်တွေနဲ့စူးစူးဆိုင်ဒေါသတကြီးစိုက်ကြည့်လာပြီးအနားကိုဓာဝိရန်ရင်ကြောက်လာတယ်တရားပါဦးရင်ခွင်ထဲကိုဝင်လူမတက်ဖြစ်နေတဲ့မျက်ဝင်းကိုသူမလက်မောင်းကနေသူ့ဘက်ကိုပါလောင်ဆွဲလိုက်ပြီးတော့မင်းနဲ့ငါတွေ့မယ်နှစ်ယောက်သားတီတိုကျိမ်းမောက်လိုက်ပြီးတရားပါဦးကိုမြင်တော့အယုသေးပေးလိုက်တယ်အရှင်ကဒီကိုဘယ်လိုရောက်နေရလဲမြို့တော်ထဲမှာစစ်ဆေးစရာတခုရှိလို့ထွက်လာတာနဲ့လမ်းမှာသူ့ကိုတွေ့တာမင်းကဘာလို့သူ့ကိုတယောက်တည်းလွတ်ထားရတာလဲရာမခမိန်အိမ်တော်ကခိုးထွက်လာတဲ့သူပါသူ့မနေမကောင်းလို့ပြောတယ်မင်းသာသူတို့မညီမအောင်အစားစားရရအဆင်ပြေအောင်ထားပြီးသူလဲဒီလိုလုပ်ကြမလို့ဘူးသူ့မနေမကောင်းဖြစ်တယ်ပန်းသွေးပြမရနေမကောင်းဖြစ်လို့အပြင်ကိုခိုးထွက်လာတယ်လို့ပြောချင်တာလားဟာအရှင်လဲဒီမိန်းကလေးရဲ့လှည့်ပြားတာကိုခံလိုက်ရပြီးနဲ့တူတယ်အရှင်သတိထားပါသူကဒီလောက်ထိရိုးရှင်းနေတဲ့မိန်းကလေးမဟုတ်ဘူးရှင်ဘာစကားပြောတာလဲသူမအမကိုယ်တိုင်ချက်သူနဲ့အိမ်တော်ကနေခိုးထွက်သွားပါတယ်လို့ပြောထားပြီးပြီလေအဲ့ဒါကိုလမ်းမှာအရှင်နဲ့တွေ့တော့မှသူမနေမကောင်းလို့ဆွေးထွက်ဝဲတာပါလို့လိန်လိုက်တာကိုပဲကြည့်ချစ်သူနဲ့အိမ်တော်ကနေခိုးထွက်သွားတာကိုဒေါသတွေကဖြေလို့မရတဲ့အချိန်မှာအရှင်ရဲ့ရင်ခွင်ထဲမှာပါဒီမိန်းကလေးကရောက်နေတဲ့လေမျက်နှာမှာလည်းမျက်ရည်တွေနဲ့ပေတလူးခါပြီးငိုယိုနေတာထွက်ပြေးမဲ့ကြံစီမအောင်မြင်လို့နဲ့တူပါတယ်တွေ့ကြသေးရပေါ့ငါလူတယောက်ကိုတော့မှလက်တလုံးချပြီးလိမ့်လဲနိုင်သေးရပဲလှည့်ပြားနိုင်သေးရပဲဒီအိမ်တော်ကနေခိုးထွက်ရဲသေးရပဲဒါဆိုဒီမိန်းကလေးကိုကျုပ်ခေါ်သွားလိုက်တော့မယ်လက်မောင်းကနေအကြမ်းပန်းဆွဲခေါ်သွားတဲ့ရာမခမိန်ကိုတီဟာဘာကိုတခုခုပြောချင်ပေမဲ့ဘာမှမပြောနိုင်ခဲ့ဘူးဖြည်းဖြည်းလို့ကျမနာနေရဲ့လက်မောင်းကိုသူ့ရဲ့အားတန်လာတဲ့လက်တွေနဲ့စုပ်ကင်ပြီးဆွဲညက်ထားတော့ဘာမှမလုပ်နိုင်ပဲလက်မောင်းတွေကနှာကျင်တယ်ခုနလူ9ယောက်ဝိုင်းဆွဲထားတာကြောင့်ရောလက်မောင်းကအထိမခံနိုင်အောင်ညိုပဲဆွဲပြီးနှာကျင်တယ်မျက်ဝင်းပြောတော့ခမရကြည့်ကောင်းပြီးဘာမှမပြောပဲလက်မောင်းကိုညှစ်ထားတဲ့အားကိုတော့အနှင်းငယ်ဖြေရောပေးပေမဲ့နာကျင်တာကတော့နာကျင်တာပါပဲရထားဘိန်းလိုသွားလာကြခြင်းပေါ်မှာသူမကိုရင်တက်ခိုင်းပြီးပါလက်ဘေးမှာခမိန်အားဝင်ထိုင်နေရထားဘိန်းကြီးတစ်ခုလုံးမှာခမိန်နဲ့သူမနှစ်ယောက်တည်းပဲရှိရင်အပြင်မှာတော့ရထားမောင်းတဲ့လူနဲ့မြေပြင်ပေါ်ကရထားလုံးနောက်မှာတော့ခမိန်လူတွေကခြေကျင်လိုက်ကြတယ်ထုတ်ခေါင်တင်ဆိုတဲ့ကောင်ကရောဘယ်သွားတာလဲအမရဲ့ချစ်သူကောင်လေးနာမည်ကိုရာမခမိန်ကဘလို့များသိသွားတာပါလဲအမရဲ့ချစ်သူကြောင့်ဘလို့သိသွားရတာပါလဲအော်တလူလေးသူ့ကိုကြည့်နေတော့ခက်နဲ့တက်တက်ရှိမောလာပြီဘာလဲ
ကျုပ်သိသွားလို့တအားအံ့ဩသွားတာလားမင်းရဲ့ကြောင်မင်းထင်တာတတ်တာကျုပ်ကပို့ပြီးသိတယ်မင်းကရုပ်လေးလှသလောက်စိတ်တက်ကအကျင့်ပြန်နေတာတော်တော်လေးကိုအကြီးတန်းတာပဲရှင်ဘာတွေပြောနေရလဲအခုဘာကြောင်ပြောနေရလဲထုတ်ကောင်တင်နဲ့မင်းနဲ့ကြောင်လေးထပ်ပြီးပြောရအောင်မလားထုတ်ကောင်တွေကမင်းကိုလာခေါ်လို့အိမ်တော်ကနေငါ့ကိုဖီဆန်ပြီးခိုးထွက်တဲ့မင်းရဲ့ကြောင်ဆက်ပြောပြမလားမင်းတို့မျိုးနယ်စုတစ်စုလုံးတန်ဖိုးထားတဲ့တကူရှိရဲ့ပလဲပြာနဲ့ကြီးတစ်ခုလုံးမင်းရဲ့ချစ်သူကိုပေးပြရတဲ့အထိမိုင်မဲတဲ့မင်းရဲ့ကြောင်ငါဆက်ပြီးပြောပြအောင်မလားဘာပြောတယ်ရမခမေပြောလာတဲ့ထူးထူးဆန်းဆန်းအကြောင်းအရာတွေကြောင့်သူမတအားကြီးအံ့ဩဖြစ်ရတယ်အမရဲ့ချစ်သူထုတ်ကောင်တဲ့အကြောင်းလဲပါတယ်သူတို့မျိုးနယ်စုသားသိတဲ့တိတ်တိရှိရဲ့တကူရှိရဲ့ပလဲပြာကြောင်းလဲသူသိနေတယ်အဲ့ဒီပလဲပြာကိုအမရဲ့ချစ်သူကိုပေးပြလိုက်ခဲ့တာတဲ့အဲ့ဒါတော့သူမနားမလဲဘူးရှင်ဘာတွေပြောနေရလဲကျမဘာတစ်ခုမှနားမလဲဘူးမင်းကတွေ့ရယောက်ျားတိုင်းကိုမြှုပ်ဆွဲဖို့စူးစမ်းနေရပဲဘာလဲဒီမျိုးနယ်ရဲ့အရှင်သခင်မပါဖြစ်ချင်တာလားအရှင်တင်ရပါဦးရဲ့ရင်ခွင်ထဲမှာမင်းကပြောမွေ့နေရလားရှင်စကားပြောတာစင်စင်ကောင်းမယ်ထင်တယ်တင်ရပါဦးရဲ့ရင်ခွင်ထဲမှာဝင်မြုပ်နေတဲ့သူမကိုမြင်အောင်လေရာမခမေရဲ့ဒေါသတွေအတိုင်းစားမရှိလောင်ကျွမ်းလေပါပဲဒီနေရာမှာတခြားသူသားဆိုသူ့လက်နဲ့တေချာပေါက်ဓာတ်နဲ့ခုတ်ပိုင်းပြီးပါအခုကတော့အရှင်ဖြစ်နေလို့လိုတော်တာအိမ်တော်ရောက်မှမင်းငါကြောင့်ကောင်းကောင်းသိစေရမယ်အရှင်နဲ့တွေ့တော့ဘာပြောလဲမင်းမနေမကောင်းလို့ဆေးကိုခိုးထွက်ပြီးဝယ်တယ်ပေါ့အိမ်တော်ထဲမှာအပြူတော်တွေမရှိလို့လားဆေးကိုကိုယ်တိုင်ခိုးထွက်ဝယ်ရလားမင်းအဲ့လိုပြောတဲ့စင်ကြယ်တွေကိုငါယုံရမှာလားငါအဲ့လောက်ညံ့နေယောက်ျားမဟုတ်ဘူးမင်းချေလဲကျင်တိုင်းလှည့်ပြားကျင်တိုင်းလှည့်ပြားလို့ရတဲ့မျိုးသားမဟုတ်ဘူးငါကြောင့်ကောင်းကောင်းသိစေရမယ်ချိန်မောင်းလို့ပြောပြီးဒေါသတွေမဟာတရားကြီးမားနေတဲ့ခမိန်ကိုဘာပြန်ပြောလို့ပြောရမှမသိဘူးသူဆွဆွဲနေတဲ့အကြောင်းအရာတွေတခုမှမူမမှန်နေဘူးပြီးတော့သူတို့မျိုးနဲ့စုပဲသိတဲ့ကိစ္စဘာလို့ဒီလိုသိနေရတာလဲအဖေနဲ့မေပေးခဲ့တဲ့ပလဲပြာနဲ့လေဟာသူမစီမှာရှိနေအောင်ဘာလို့အဲ့လူကြီးကသိရတာလဲအဲ့ဒီပလဲပြာလေးကိုဘာလို့အမားရဲ့ချစ်သူထုတ်ကောင်တင်ကိုပေးလိုက်တယ်လို့ရိုးစွနေရတာလဲအစိုးဆုံးကအဲ့ဒီလူကြီးရဲ့ပါဇက်ကသူမနဲ့အမားရဲ့ချစ်သူကိုအိမ်တော်ကနေခိုးထွက်ပြေးရဲဆိုတဲ့စကားအဆိုးဝါးဆုံးပဲအခုချိန်မှာအမားရဲ့ချစ်သူကဘယ်ကိုရောက်နေလဲဘယ်သူမှမသိဘူးအဲ့ဒီလူကြီးကအမားရဲ့ချစ်သူကိုဘယ်လိုသိသွားရတာလဲမျိုးနယ်ကြီးတစ်ခုလုံးပြတ်သုံးသွားပြီးပလဲပြကြုံတကြောလုံးတိမ့်ပိုင်ခံရတော့ကအမရဲ့ချစ်သူကဘယ်ရောက်လို့ဘယ်ပေါက်နေမှမသိဘူးအဲ့ဒါတွေအတွက်သူမတို့ဘဝတွေကနေချင်းညချင်းပြောင်းလဲသွားခဲ့ရလေကို့ဘူးနဲ့ကိုရောင်ဖြည့်ဆယ်လို့မရသေးဘာရီလာဆွတ်ဆွဲနေလို့ဆွတ်ဆွဲနေမှမသိဘူးအိမ်တော်ရောက်တော့ဘာမပြောညာမပြောနဲ့သူမလက်ကဝက်ကနေအတင်းဆွဲပြီးဆွဲခေါ်လာခဲ့တယ်သူမမှာလက်မောင်းရည်တွေကဟိုလူဆွဲဒီလူဆွဲနဲ့ရစရာတော့မရှိတော့ဒီရောတော့ပါသူမကိုဆွဲခေါ်လာပြီးရုံးရဆန်ကပလာရတယ်ကျုံဆောင်နေတဲ့ပန်းသွေးပြမိကလည်းညီမကိုခေါ်လာမှန်းသိတော့ချက်ချင်းအပြင်ထွက်ပြီးငိုရှိုက်ပြီးညီမလေးဘာဖြစ်သွားသေးလဲညဝင်လက်ပြောင်စိုးရိမ်တကြီးနဲ့ခေါင်းစာချေဆုံးထိခိုက်ဒဏ်ရာရှိမရှိစစ်ဆေးနေတယ်လို့အားလုံးရှိမှစိုးရိမ်တကြီးလောက်ပြတယ်စပင်ကနေခြေချောင်းလေးတွေကြီးဖုံမုတ်သဲမုတ်တွေဒဏ်ရာတန်းချက်တွေနဲ့ညီမလေးကအိမ်ကိုရောက်အောင်ပြန်လာနိုင်သေးတယ်တစ်ဖက်လူကလည်းဒေါသတကြီးနဲ့မေးရိုးထောင်ရင်းနဲ့အရှင်ပန်းသွေးပြမိကချက်ချင်းရာမခမေရဲ့ရှိမှဒူးထောက်ချလိုက်ပြီးညီမလေးကိုအပြစ်မတင်ပါနဲ့ညီမလေးကိုအပြစ်မပေးပါနဲ့သူ့ကိုပေးမဲ့အပြစ်တွေကျမကိုဝယ်ပေးပါအမဖြစ်တဲ့ကျမကညီမလေးအပြစ်တွေကိုကြည်ကြည်နက်နက်ခံပါမယ်ဒီကိစ္စမင်းနဲ့ဘာမှမပတ်သက်ဘူးပန်းသွေးပြမေရွှေလိုင်းတို့ကြာညို့တို့အခုချက်ချင်းလာခဲ့စမ်းဒီမိန်းကလေးကိုသူ့ရဲ့အိမ်တော်ကိုပြန်သွားဖို့ထားအပြင်ကိုထွက်မလာစေနဲ့အရှိကနေကာကြီးလုံးနေတဲ့သူမရဲ့မောင်အပြူတော်ရီနဲ့ခေါ်သွားခိုင်းတယ်ညီမနှစ်ယောက်ကိုခွဲလိုက်ပြီးတော့ခမိတ်လူတွေကိုလည်းကိုယ့်နေရာကိုသွားဖို့အမိန့်ပေးလိုက်တယ်မင်းနဲ့ငါကိစ္စမပြီးသေးဘူးအပြူတော်တွေအထင်းတော်တွေကိုလည်းအနောက်ဘက်အိမ်တော်ကိုပို့လိုက်ပြီးသူ့လူတွေကိုလည်းကိုယ့်နေရာကိုသွားခိုင်းလိုက်တာကြောင့်ခမိန်နေထိုင်တဲ့အိမ်ကန်းဆောင်တော်တွေမှာရာဇခမိန်နဲ့မျက်ဝန်းထဲပြားလွှဲပြီးဘယ်သူမှမရှိတော့ဘူးရှင်ဒါဘာလုပ်တာလဲမင်းမေ့သွားတာလားဘာပြောတယ်မင်းကိုအပိုင်သိမ်းထားတာမေ့သွားတာလားမင်းကိုစစ်တုံးပန်းဖြစ်ငါသိမ်းပိုက်လိုက်တာမေ့သွားတာလားအရှင်ကိုယ်တိုင်မင်းကိုဆုလက်ဖြစ်ငါ့ကိုကိုယ်တိုင်ပေးရထားတာမင်းမေ့သွားတာလားငါမှာကိုယ်ပိုင်ကျင်ရတော့မရှိသေးလို့မင်းကိုကျင်ရတော့ဖြစ်တင်ဖို့လုပ်ထားတာမင်းကအဲ့ဒီဆောင်ရောင်မျိုးနဲ့တန်မမတန်ပဲမင်းနဲ့တန်တဲ့ရောင်ငါခုပြမယ်ရှင်ဘာလုပ်တာလဲအနားကိုတဖြည်းဖြည်းတိုးကပ်လာတဲ့ခမိတ်ကိုမျက်ဝန်းကြောက်လန့်လာတယ်ခမိတ်ရဲ့မျက်လုံးတွေကခုနကသူမကိုအမဲပြတ်မလို့ဖြတ်စည်းတော့မဲ့လူ9ယောက်ရဲ့မျက်လုံးတွေနဲ့ဆင့်တူနေပါတယ်တဖြည်းဖြည်းအနားကိုကပ်လာတယ်သူမရဲ့အနောက်ကိုတိုးဆုပ်သွားလေနောက်ဆုံးတော့ခမိတ်ရဲ့အိတ်ဆက်ရညောင်ဆောင်ခရင်နဲ့ထိကပ်သွားတယ်အနောက်ကိုစုပ်လို့မရတော့တဲ့ဆုံးရှင်ရှိတုံးမလာခဲ့နဲ့နော်ဟာခုနအိမ်တော်တွေကနေထွက်ပြေးတဲ့မင်းရဲ့တက်တီကိုအခုငါရှိမှပြလိုက်လေမင်းတော်တက်တီကောင်းနေရမဟုတ်ဘူးလားရှင်ဘာတွေပြောနေရလဲမဟုတ်ဘူးအမနေမကောင်းလို့ဆေးထွက်ဝယ်ပေးတာပါပဲဘယ်သူမှမသိခင်
အိမ်တော်ကနေခိုးထွက်ပြီးပြန်လာမယ်အမကိုစေးဝယ်ပေးမယ်စေးဝယ်ပြီးဘယ်သူမှမသိအောင်အိမ်တော်တွေကိုတိတ်တိစိတ်ခိုးဝင်မယ်နေမကောင်းတဲ့အမကိုစေးတိုက်မယ်သူမအတွေးတွေကရိုးရိုးရှင်းရှင်းပါပဲဘာလို့ကိစ္စကြီးသွားရလဲသူမမသိတဲ့အကြောင်းအရာတွေနဲ့ပါဘာလို့စွတ်စွဲနေရတာလဲအလဲမှာတခုခုတော့တေချာပေါက်ရှိနေပါပြီမလုပ်ပါနဲ့တောင်းပန်ပါတယ်သူမတောင်းပန်တဲ့စကားတွေကအရေးမပါလို့မသိဘူးလက်နှစ်ဖက်ကိုဆွဲခိုင်းပြီးညောင်ဆောင်ထက်ကိုတွန်းချလိုက်တယ်ခန္ဓာကိုယ်တစ်ခုကနီးကပ်ပစ်လိုက်တာများအတိုင်းစားမရှိဘူးသူမတစ်ကိုယ်လုံးနဲ့စုံကြည်စံကြည်ကြည့်နေပုံကခုနလူယုံမှာ9ယောက်လိုပဲရှင်ကျမဘော်ကဖေသူမစကားကိုလှောင်ရည်သလိုထင်းငေါ်ပြုံးပြီးချက်ချင်းခမိတ်မျက်နှာတီတင်လိုက်တယ်သူမမျက်နှာနာပူးကပ်လာပြီးနှကန်းလေးချင်းထိကပ်ပြစ်လိုက်တယ်ဟမ်သူမနှကန်းတွေကိုငုံထွေးပြီးအပေါ်အောက်စိတ်ကြိုက်ဆုပ်ယူနှမ်းဆိုင်ပြည့်နေအနှမ်းတွေကိုမခံကျင်တာနဲ့ဘဲညာညင်းလဲသူမခေါင်းကနေလက်ရှိုသွင်းပြီးထိန်းချုပ်ပြီးသူ့နန်းတွေနဲ့ကြမ်းပစ်တယ်တန်မာတဲ့သူ့ကိုယ်လုံးကြီးကိုအားရှိသလောက်အတင်းတွန်းထုတ်ပြီးရုန်းကန်နေတယ်သူ့မျက်နှာကြီးကလုံးဝခွာမသွားပဲသူမညင်းလာတဲ့လားရစီအတူဘူးကပ်ပြီးနှကန်းတွေကိုကြမ်းကြမ်းတက်တက်နမ်းပစ်တယ်မင်းကငါ့ပိုင်အနှမ်းတွေကတဖြည်းဖြည်းကြမ်းတမ်းလာပြီးတဲ့နောက်ရာမခမရဲ့အသက်ရှူတန်တွေပါကြမ်းတမ်းခတ်ထန်လာတယ်နောက်တစ်ပံသူမပါးနှစ်ဖက်ကိုလက်နဲ့ညှစ်လိုက်တော့နှကန်းလေးဆူထွက်လာတာကိုထက်နှမ်းခံလိုက်ရပြန်တယ်သူရှာသူမအာဂရင်နဲ့နေရာလက်မကျန်ငွေနှောင်းနေတယ်တသက်နဲ့တကူဒီလိုကြမ်းကြမ်းတက်တက်အပြုတ်မှုမျိုးမခံရဘူးတော့လမ်းပြန်ပြီးမျက်ဝန်းပြပြလေးကနေမျက်ရည်တွေစီးကြလာတယ်လက်တွေကဝင်းယုံစာကိုလာကင်နေရကြောင်းရှင်မရောက်ပါနဲ့တော့ငါကြေးကြုံငါအောက်ပိုတာစမ်းသလားမင်းကိုပွဲတော်ကနေအပိုင်သိမ်းလာပြီးညကလေးကဒီလိုလုပ်ရမှာလက်ဆက်ပွဲကိုတန်ဖိုးရှိရှိကျင်းပပြီးမှမင်းကိုအပိုင်ယူမှာတိုင်းမဲ့မင်းနဲ့မတန်ဘူးဒီလိုပုံစံကပဲမင်းနဲ့လိုက်ဖက်တာပြီးတော့လည်းသူမနှကန်းတကူလုံးသူ့ပါဇက်တဲရောက်သွားပြန်တယ်အကျန်းပရန်နဲ့နှကန်းပူပူလေးကိုသွားရီနဲ့ဖိခိုက်ပြီးလက်တစ်ဖက်နဲ့သူမဝေယုံကိုတစ်ဆက်တည်းချွတ်ပစ်လိုက်တယ်တက္ကနာလေးတွဲမှာအပေါ်ပိုင်းလေးကဗလာချင်းဖြစ်သွားတယ်တောင်မှုသေးသေးလေးတွေကိုအံ့ဩသလိုလေးစိုက်ကြည့်ပြီးသူမမျက်နှာလေးကိုတလဲရင်သားတွေကိုတလဲစုံစမ်းကြည့်နေတယ်လက်တွေကကောက်ကွယ်ခြင်းပေမဲ့တန်မာတဲ့လက်စုံကပြင်းညက်စုပ်ကိုက်ထားတော့ဘလို့မှယုံမရဘူးသူငမ်းမြကြည့်နေတဲ့အချိန်မှာပဲခြေထောက်တွေနဲ့အတင်းတွန်းထုတ်ပြီးယုံနေအဲ့ဒီကအလှတရားတွေကိုငေးပေါ်နေတဲ့ချိန်တတိပြန်ဝင်လာတဲ့သူကပြန်ချုပ်ထားပြီးကြံနေတဲ့အောက်ကဝင်းရုံစာကိုချွတ်ပစ်လိုက်တယ်မိမွေးတိုင်းဖမွေးတိုင်းနဲ့သူမတကူလုံးမိခင်ခံရတဲ့ပဇွန်တုတ်ကွေးလေးလုံးနေရဲနေပါတယ်အရှက်တရားတွေကိုခြေထောက်တွေလိမ့်ပြီးဖုံးကွယ်ပေးမဲ့မရလိုက်ဘူးတမချစ်လက်တဲ့ကိုရဲကြီးဟာမျက်ဝန်းလေးပြပေါ်မှာအုပ်မိုးနေပါတယ်သူ့အားနဲ့ဘလို့မှရှင်းလို့မရမှန်းသိတော့မျက်နှာလေးလွှဲဖယ်လိုက်ပြီးရုံးလက်စာအားရီကိုမန်လျှော့ပစ်လိုက်တယ်အစားခံရတော့မဲ့ကျုံတင်ငယ်လေးလုံးသူ့ရှိမှအားကိုရမဲနဲ့အားမတန်လို့မန်လျှော့လိုက်မှန်းသိတာလို့နဲ့ရာမခမိန်မျက်လုံးနဲ့တနာကြရလို့မမြင်နိုင်သေးဘူးပန်ဝင့်မုံလေးရဲ့အကြသားကိုပဲညီးစမ်းချင်တယ်အဲ့ဒီနောက်မျက်ဝန်းကိုလုံးလေးကိုဘေးတစ်စောင်းလှည့်စေပြီးအသားချင်းထိခတ်ပြီးနှစ်ဘေးမှာဝင်လဲအိတ်လိုက်တယ်ငါဟာမြင်မင်းလန့်သွားမှဆိုလို့လူရုံမှာသူမတကူလုံးသူ့ရင်ခွင်ထဲရှိနေပြီးဝင်သက်ထွက်တဲ့တိုင်းကနှစ်သေးစကိုအလိုလိုကြည့်စင်းနေတယ်နှစ်ဘေးကနေလှုပ်စီလှုပ်နေမှန်းသိတယ်တေချာတော့သူ့ဝင့်ရုံကိုချွတ်နေပုံပဲတကယ်ကြီးသူမဘွားကိုနင်းချေတော့မှာပေါ့နေတာရဲ့နှစ်ရွက်လေးကိုအကင်ခံလိုက်ရတယ်ရှာပြားကသူမနာလေးတဲ့တိုးဝင်လာတယ်ရက်တယ်သူ့လက်တစ်ဖက်ကသူမရဲ့ရင်သားတွေကိုရောက်လာတယ်နောက်တစ်ဖက်ကခါးသေးသေးလေးကိုအပိုင်ဖမ်းချုပ်ညှစ်ထားတယ်ကြံတဲ့တစ်ဖက်ကခါးလေးနဲ့တင်ပါလေးကိုပုတ်တက်နေတယ်အသီးလေးကိုလက်မနဲ့ပြည့်ညစ်ခံရတဲ့အချိန်မျက်ဝန်းရှင်နဲ့ပြောင်းဆန်သွားတယ်အောက်ကတန်ပါတဲ့လက်တွေကလည်းတဖြည်းဖြည်းနေကြလာပြီးပန်းလေးကိုစကြံစမ်းသက်ပုတ်တက်ပေးတယ်အာနူးညံ့တယ်ဓားတွေလှန်နေကြမှာကြီးပြင်းခဲ့ရတဲ့သူ့ကိုအခုမှနူးညံ့အိဆက်တဲ့သားဆိုင်တွေကတကယ့်ကိုဆွဲမဲ့ပေးရဂိုင်လို့ကောင်းမဲ့သိတော့အားထည့်ပြီးသူမရဲ့ပိုင်ဆိုင်မှုတွေကိုအတင်းမှွေနှောက်ပြစ်လိုက်တယ်သူမကိုယ်လုံးလေးကိုပက်လက်လန်ကြည့်ပြီးခုနကဆွဲညစ်ထားတဲ့ရင်သားတွေကိုရှာနဲ့ပုံဆွဲပြီးဖြစ်ညစ်နေခဲ့တယ်သူတုတ်ခိုင်တဲ့ခြေထောက်တွေကသူမရဲ့လေနေရာပန်းပွင့်လေးကိုပုတ်သက်နှိုးဆော်နေမင်းဒီလောက်ထိလှရလိမ့်မယ်လို့မထင်ခဲ့ဘူးရေကစားနေတဲ့ခိုက်ကအမတ်တပယ်လေးမြင်လိုက်ရတဲ့ရင်အောင်လေးတွေကအခုလက်ရှိမှာသူ့လက်ထဲဂျုံလေးလိုဖြစ်နေတယ်နေချေလိုက်ဖြစ်ညစ်လိုက်နေလောကစီစိမ်အမှန်လေးကဒါလေးမှန်အခုမှသိလိုက်ရတော့တယ်လူချင်းမီအာသူမခြေထောက်နှစ်ချောင်းသူ့ပကုံးပေါ်တင်ပြီးယောက်ျားမှန်ပြင်းနေလုံနေပါတယ်နာကျင်မှုတွေကအသေးခံအောင်ကြီးပါတယ်ရာမခမီကတော့စေးမိထားတဲ့လူကျင်တာကိုအပြည့်အဝရယူနေတယ်တည့်ရချင်းဝင်လာတဲ့သူ့ကိုသူမအားတွေကပြော့နေတယ်ပြည့်သိမ့်တဲ့ခံစားချက်ကြီးကစူးနေအောင်နားတယ်မယံမနာနဲ့ပိုင်စိုးပိုင်နဲ့တိမ့်ပိုက်တာကိုခံလိုက်ရပါတယ်ပန်းသေးပြမဲ့သူမခင်တွေကပစ္စည်းတွေအကုန်လုံးရကြမရှိအောင်
ပြစ်ခွဲပြက်စီးပြစ်လိုက်တယ်။ပြက်စီးရဲ့အားလုံးမဆာကျဲသွားပြီမယ်။သူမရင်ထဲကဒေါသတွေကတော့အရှိန်မပြေသေးဘူး။အခုလိုလှုပ်လိုက်တာနောက်ဆုံးတော့နှင်းနဲ့မြန်သူမညီမလေးကကျင့်ရတော့အလူလူဖြစ်သွားရတယ်။သူမလှုပ်ခဲ့တာဒီလိုမျိုးမဟုတ်ဘူးလေ။ဒီလိုဖြစ်လာဖို့မှမဟုတ်ပဲ။ကျင့်ရတော့ကသူမဖြစ်လာဖို့စူးစမ်းခဲ့တာအခုတော့ဘာလို့ညီမလေးကအလူလူကျင့်ရတော့ဘဝကိုရောက်သွားရတာလေ။မနေ့ကအပြူတော်တွေအထင်းတော်တွေရဲ့ပတ်သက်ထဲမှာရာဇခမင်းရဲ့ညဝင်းလက်ပြတော့ကအကျင့်လင်းများဖြစ်သွားပြီဆိုတဲ့စကားအိမ်တော်နဲ့တည်င်းတွေပြန့်နေတယ်တည်င်းကမှန်ကန်နေကြအောင်လေခုနကညီမလေးနားကိုသွားတော့ဝမ်ပန်တင်းနဲ့ငိုယိုနေတဲ့ညီမလေးကသူမကိုတွေ့တော့အာကိုတကြီးနဲ့အတင်ပြေးဝင်ဖက်တယ်ခန္ဓာကိုယ်မှာလဲသူတို့နှစ်ယောက်နှီးနှောဆက်ဆံမှုရှိပြီးကြောင်းအနီဆက်တွေကပြောကြမလို့အောင်တင်းထွက်နေရဲ့အလေကနေသွေးထိုးပြီးလှည့်ပြားပေးခဲ့တာတော့ရာမခမင်းကသူ့ညီမလေးကိုရအောင်အပိုင်သိမ်းသွားသေးတယ်ကျင်ရတော့ယာရူကိုလည်းသူ့ညီမလေးကိုအလူလူပေးလိုက်တယ်အလူလူနေသူမဒီအိမ်တော်ရဲ့အပြူတော်အထင်းတော်ဘွားနဲ့ပဲကုံဆုံးရတော့မယ်ဒီလိုဖြစ်မျိုးတော့အဖြစ်မခံနိုင်ဘူးတနေရာလေးခွဲရနေခမိတ်လူရတွေပြောနေတဲ့တဲ့င်းစကားကိုရုတ်တရက်ကြားလိုက်ရတယ်မထင်မဲ့ပဲကြားလိုက်ရတဲ့တဲ့င်းတကူကသူမအတွက်ထောက်ကူဖြစ်စေဂင်းကမျိုးနယ်ကိုသိမ်းယူဖို့အတွက်ဂင်းကမျိုးနယ်ရဲ့လှုပ်ဆောင်မှုတွေအချက်လက်တွေနီးပရိရဲ့တွေနောက်ပြီးအင်အားဘလောက်ရှိလဲဆိုတာကစားလျှို့ဝှက်စုံစမ်းဖို့ပြင်ဆင်နေရတယ်လေအကုန်လုံးသတင်းချက်လက်တွေစုံပြီးဆိုတော့မှသူတို့ကအဲ့ဒီမျိုးတွေကိုအပီးပြတ်ချိန်ဖို့လူအင်အားတက်ရင်အားနဲ့ခြိတက်ကြတာဖြစ်တယ်အခုလဲဒီတာဝန်ကိုသူတို့ရဲ့အကျွမ်းကျင်ဆုံးသူရဲ့ကောင်ရမခမိန်ကိုပဲစေလို့ဖို့အရှင်တေဟပါဦးကပြောနေရတယ်လေအဲ့ဒီသတင်းကိုသူမကြားသိရပြီးတဲ့နောက်ပိုင်းတခုခုစီစဉ်ဖို့ဆုံးဖြတ်လိုက်တယ်ကျင်ရတော့ယာတုကိုမရတဲ့သူမအတွက်တော့ဘာမှမထူပါဘူးသူမမရတဲ့နေရာတစ်ခုကိုဖျက်ဆီးဖို့လဲဝင်မလေးဘူးအဲ့ဒီနေရာမှာဆွေမျိုးသားချင်းညီမရင်းဆိုရင်လဲသူမငဲ့ညာနေမှာမဟုတ်ဘူးညီမနှစ်ယောက်ကအတူတူမွေးဖွားလာပြီးပြီအခုချိန်မှအဆင့်တန်းတစ်ခုခွဲခြားလိုက်တာတော့သူမတွေလုံးဝမခံမရနိုင်ကြပဲလက်ဆက်ချင်းမင်္ဂလာအခမ်းအနားမကျင်းပရသေးတော့မျက်ဝန်းလက်ပြကျင်ရတော့ယာရုနေနဲ့မဟုတ်သေးပဲဒီတိုင်းတာမယ်ပဲဖြစ်နေသေးတယ်ဒါပေမဲ့မင်းညာသူတို့တခင်နဲ့အခန်းထဲဝင်လိုက်ပြီဆိုတာနဲ့အိမ်တော်တစ်ခုလုံးတိသွားတော့မျက်ဝန်းကလှလို့သူတို့ရဲ့အရှင်မဖြစ်တတ်မှတ်လိုက်ကြတယ်အဆင်ပြေလာညီမလေးငိုယုံနေတဲ့ညီမလေးကိုနှစ်သိမ့်တယ်လို့နဲ့ပွေးပက်ပေးလိုက်တယ်အာကူရမင်းနဲ့ညီမလေးဟာသူမရဲ့အားပေးမှုကိုတနာကြလေးလို့ရှင်ကွေလေးတဲ့တိုးဝင်လာခဲ့တယ်ညီမလေးကိုမချစ်လို့တော့မဟုတ်ပါဘူးဒါပေမဲ့ကိုရောက်ချင်တဲ့နေရာတစ်ခုအတွက်နင်းချေတင်တာတော့နင်းချေရမှာပဲငါညီမလေးဘွားတနာကြကောင်းလိုက်တာမျက်နာလေးကိုပုတ်တက်ပြီးတနာကယူနာတက်ဖွယ်ပြောလိုက်တယ်တနာသလိုဆိုလိုက်တော့မျက်ရည်လေးတွေပြင်းတဲ့နေရာနင့်ကနေငိုလာတယ်သူညီမလေးရဲ့နှကန်းဖူးဖူးမှာတော့ကန့်ရပရက်ဘွားနဲ့ထူရမ်းနေတယ်အဲ့ဒီလူကြီးကလူမဟုတ်ဘူးအမအဲ့ဒီလူကြီးရဲ့လက်ထဲမှာညီမလေးစက်မနေနိုင်ဘူးအဲ့ဒီလူကြီးအရန်ကြမ်းတက်နေလူရောက်ပါကြီးတန်မာလူနဲ့ခန္ဓာကိုယ်ကြီးနဲ့အားနေတဲ့မိန်းကလေးတယောက်ကိုရကြမရှိအောင်ဖျက်ဆီးပြစ်လိုက်နိုင်တဲ့အဲ့ဒီလူရဲ့စိတ်ဓာတ်ကိုသူမယွန်ချတယ်ဟုတ်တယ်သူကလူရောက်ပါပဲအဲ့ဒီလူကြီးကဘာလို့ထုတ်ကောင်တင်ကြောင်းသိနေရတာလည်းမသိဘူးအဲ့ဒီလူကြီးမနေ့ကပြောဖို့ကထူးဆန်းတယ်ထုတ်ကောင်တင်တဲ့ညီမလေးကိုဆွဆွဲနေပုံရတယ်အဲ့ဒီကြောင့်ဘယ်လိုကနေဘယ်လိုသိသွားလဲမသိဘူးပြီးတော့အမရဲ့ချစ်သူနဲ့ညီမလေးကိုတမုတ်ပြီးဆွဆွဲတယ်လေပလဲပြမျိုးနဲ့စုပဲသိရဲ့ပလဲပြနဲ့အကြောင်းလဲသူသိနေရဲ့ခက်တာအဲ့ဒီပလဲကညီမလေးစီမှာရှိနေတဲ့အကြောင်းအဲ့ဒီလူကသိနေပြန်တယ်အဲ့ဒီပလဲလေးကိုထုတ်ကောင်တင်ကိုပေးလိုက်တယ်လို့လည်းပြောနေပြန်တယ်သူပြောနေတဲ့တချို့ຢာတွေကညီမတို့ပဲသိတဲ့ကိစ္စတွေလေပြီးတော့တချို့ဟာလည်းမဟုတ်တဲ့စကားတွေကိုဆွဆွဲပြီးပြောဆိုနေတယ်ဘယ်လိုကနေဘယ်လိုသိသွားလဲမသိဘူးအလိုလိုနေညီမလေးကိုသူမျက်မုံးကျိုးနေတာမနေ့ကလည်းမဟုတ်တဲ့အကြောင်းတွေနဲ့ဆွဆွဲလိုက်တယ်လူကရကြမရှိအောင်ဒေါသတွေထွက်တာလဲလူနဲ့လိုက်ပါတယ်ထွက်နေလိုက်တာမတရားပဲသိရင်ပိတ်တာဖြစ်မဲ့ရုပ်ညီမလေးကအမအတွက်စေးလေးထွက်ဝယ်ပေးမိတာပါညီမလေးဖာမသွားလို့တယ်တကယ်လို့အိမ်တော်ကနေခိုးထွက်လို့အပြစ်ပေးမယ်ဆိုလဲဒီလိုနီးနဲ့အပြစ်ပေးတာမဟုတ်သေးဘူးနဲ့တူတယ်အဲ့ဒီလူရုံမှာတော်တော်ရုံမာတာဟုတ်တယ်ရာမခမိန်ဆိုတဲ့လူကအမတို့မျိုးနဲ့ကျွေးရန်သူပဲအခုလဲကြည့်လေညီမလေးကိုသူ့ရဲ့စစ်သုံးပန်းတရားလို့ကျေးကျွန်တရားလို့အပိုင်သိမ့်ပစ်လိုက်တာဝဲကြည့်အမတို့သာကို့မျိုးနဲ့မှအေးစိမ့်နေထိုင်နိုင်ညီမလေးလည်းဒီလိုတိတ်ခါကြကြလက်ဆက်မှုမျိုးနဲ့အခန်းဝင်ရမှာမဟုတ်ဘူးသူညီမလေးကိုဘယ်လိုရယူမှုမျိုးနဲ့ရယူခဲ့လဲညီမလေးအမြဲမှတ်ထားဖို့လိုတယ်အဲ့ဒီလူကလူကောင်းမဟုတ်ဘူးအခွင့်အရေးရတာနဲ့အဲ့ဒီလူကိုတခုခုလုပ်ဖို့ညီမလေးစူးစမ်းရမယ်အဲ့ဒီလူကအမတို့ရဲ့ဂျာရုတွေအဆင့်တန်းတွေအဆောင်ရောင်တွေမျိုးနယ်စုကိုခြေမုံဖြစ်ပြီးသူ့ရဲ့လက်အောက်မှာကြေးကြုံလိုသဘောထားတာတန်သေးပြမေဟာအမိုင်းတက်တွေသွင်းပေးလေလောလောဆယ်တန်အားရနေတဲ့ရုံတငယ်လေးကလည်းအားလုံးကိုယုံလွယ်ပြီးစိတ်ထဲမှာနာကြီးချက်တွေတော်တော်များများမှတ်ထားလိုက်ပါတယ်အခွင့်အရေးကြုံတာနဲ့ခမိတ်ကိုလက်စားချိဖို့အညိုတေးထားလိုက်တယ်
ညီမလေးရဲ့အဖြစ်ကိုပလဲပြမျိုးနယ်အားလူတွေသာသိသွားရင်တော်တော်ရှက်ဖို့ကောင်းမှာပဲညံဝင်းရဲ့ခေါင်းလေးကိုပို့သက်ပြီးတနာကျင်နာသလိုစာနာရွရသလိုပြောပြီးတကြားတစ်ဖက်မှာလည်းညီမလေးရဲ့စိတ်ကိုတန်ရာရအောင်စကလုံးတွေနဲ့အမျိုးမျိုးထိုးဆွပေးနေတယ်ညီမလေးအရန်ရှက်တာပဲညာတော့ကသူမကိုအရယူခဲ့တဲ့ယာမခမေရဲ့သူမနဲ့နှီးနှောဆက်ဆံပုံတွေကိုမျက်လုံးနဲ့ပြန်မြင်အောင်လာပြီးပုံပြီးတော့အရှက်ရတယ်သူမကိုဘယ်လိုနီလန့်တွေနဲ့ဆက်ဆံခဲ့လဲသူတို့နှစ်ယောက်ပဲအသိဆုံးလေငါညီမလေးကိုအရန်သနာတာပဲအမသာနေမကောင်းမဖြစ်ခဲ့ရင်ညီမလေးလည်းဒီလိုဘဝမျိုးရောက်သွားခဲ့ရမှာမဟုတ်ဘူးအားလုံးအမရဲ့အမားတွေပါအမရဲ့အပြစ်တွေပဲအမကညီမလေးကိုမကောက်ကွယ်နိုင်ခဲ့ဘူးအမအရန်စိတ်မကောင်းဖြစ်မိတယ်ပြောရင်ပန်းသေးပြမေဟာသူမကိုသူမထိခိုက်အောင်လက်နဲ့ရိုက်နေပါတယ်ဒီရောက်ကိုမမြင်ရနဲ့ညဝင်းကလည်းသူမကိုဖတ်လိုက်ပြီးမလုပ်ပါနဲ့ညီမလေးကမကောင်းတာပါအမမကောင်းတာမဟုတ်ပါဘူးညီမလေးတို့ဘလို့ရှေ့ဆက်ရမှာလဲညီမလေးတို့ဘဝပြစ်ပါပြီကိုမျိုးနဲ့ကိုအပြက်ချေပုံးခဲ့ရန်သူတော်ရဲ့ဖြက်စည်းတာကိုခံရပြီအခုချိန်မှာသူမကဖြူစင်ဘဝလည်းမဟုတ်တော့ညိုးနဲ့ရဲ့ပန်းလေးတစ်ပွင့်ဖြစ်သွားခဲ့ရပြီတရားဝင်လက်ဆက်မှုမျိုးနဲ့အခန်းဝင်လက်ထပ်ပွဲကိုကျင်းပခဲ့ရတာမဟုတ်ပဲကြီးကြုံတရားလိုတိမ့်ပိုက်ခံရပြီးရမတ်ကြုံတရားလိုပေးဆက်ခဲ့ရတဲ့အသွေးသားတွေအတွက်ယာမခပင်ရဲ့မျက်နှာကိုပြန်မြင်အောင်ပြီးဆက်ဆုပ်ယွန်ရှာတယ်လို့ပြောပြီးငိုယိုနေပါတယ်။တရားပါအောင်လဲယာမခပင်အိမ်တော်ကတည်င်းတွေကိုအစဉ်ဆက်မပြတ်ကြားသိနေရတယ်။နောက်ဆုံးကြားသိခဲ့ရတဲ့တည်င်းကြောင့်သူကိုယ်တိုင်လည်းစိတ်တွေရှုပ်ထွေးရတယ်။မကြခင်မှာသူတို့နှစ်ယောက်ကတရားဝင်လက်ဆက်ပါမယ်လို့သူတို့ကိုယ်တိုင်ဖိတ်ကြားထားခဲ့တာဆိုပေမဲ့ဟိုတနေ့ကချက်ချင်းကြီးအကျဉ်လင်များအရာမြောက်သွားခဲ့ပြီလို့ကြားသိခဲ့ရတယ်။တရင်ကိုကြားချင်းသူရင်တွေစိတ်တွေမကောင်းခဲ့ဘူးတကူကိုနှမျောသားသလိုစိတ်မကောင်းသလိုနဲ့ပြီးတော့သူကိုယ်တိုင်လူယုံမာရီလက်ထဲကကဲတင်ခဲ့တော့ညဝင်းလှလှလေးကိုမမိနိုင်ဘူးအခုမှတော့ယာမခမင်းရဲ့ကျင်ရတော့ဖြစ်သွားခဲ့ရပြီအရှင်ယာမခမင်းရောက်နေပါတယ်အထဲကိုလွတ်လိုက်တီးဟပါဦးအတွက်ယာမခမင်းကတငယ်ချင်းကောင်းလည်းဖြစ်တယ်လို့အားကိုရဆုံးလူယုံလည်းဖြစ်တယ်သစ္စာရှိဆုံးလက်အောက်ခံလည်းဖြစ်တယ်တီးဟပါဦးကဖောင်းမျိုးနဲ့အုပ်ချုပ်ရေးကိုစက်ခံထားတဲ့အတွက်မျိုးနယ်စုအရေးတွေကိုမလိဟင်းရအောင်စူးစမ်းကာကွယ်ရတယ်နှလုံးသားဆန္ဒကိုဦးစားပေးဖို့သူ့အတွက်အခွင့်အရေးမရခဲ့ဘူးပြီးတော့ကိုယ်သဘောကျနေရတဲ့မိန်းကလေးကိုကိုယ်တိုင်ဒီမျိုးနယ်ရဲ့အရှင်သခင်ဖြစ်ပါရဲ့နဲ့အားလုံးကိုလက်ညှိုးထိုးပြီးအမိတ်ပေးနိုင်တဲ့သူဖြစ်ပါရဲ့သဘောကျတဲ့မိန်းကလေးတယောက်ကိုတော့အပိုင်မရယူနိုင်ခဲ့ဘူးသူများနောက်ပါသွားတဲ့အဖြစ်ကိုသိရပေမဲ့လည်းအသေးကွေးရတဲ့စိတ်ခံစားချက်တွေညဉ့်ညူးနေရတဲ့အတွက်သူ့မှာအချိန်မရှိဘူးအရှင်ကျုပ်ကိုစင့်ခေါ်ရဲဆိုလိုပါမင်းနဲ့ရေးတကြီးဆွေးနွေးကြရှင်ဟုတ်ကဲ့ရှင်ပြောပါတရားပါဦးရဲ့အမိတ်ကိုအစင်သက်နာခံဖို့ယာမခမိန်ကပြင်ဆင်ထားတဲ့ဂင်းကမျိုးနယ်စုတွေကိုငါမျက်စိကျနေရကြပြီအရှင်ကဒီမျိုးဆက်စုနဲ့ပတ်သက်ပြီးစောင့်ကြည့်နေတာကိုယာမခမိန်လည်းအနည်းနဲ့များတော့သိနေပြီအခုသူ့ကိုစင့်ခေါ်တဲ့ကိစ္စကလည်းဒီကိစ္စနဲ့ပတ်သက်တဲ့ကိစ္စပဲဖြစ်ပါလိမ့်မယ်လို့သူစောကြီးတွေကတွေးပြီးသားပါအရှင်ကဘယ်လိုလုပ်ချင်တာလဲထုံးစံတိုင်းအဲ့ဒီနေမြေကိုငါလိုချင်တယ်သူတို့စီရေးဖြူကရနယ်မြေတစ်ခုကိုမသိမ့်ပိုက်ခင်မှာအဲ့ဒီနယ်မြေနဲ့ပတ်သက်တဲ့အားသာချက်အားနည်းချက်တွေကိုကိုယ်တိုင်မြေပြင်ကိုဆင်းပြီးလျှို့ဝှက်စွာလေ့လာစုံစမ်းရတယ်။တရင်ချက်လက်တွေအားလုံးစုံပြီးအားသာချက်အားနည်းချက်တွေအကုန်လုံးသိရပြီဆိုမှအဲ့ဒီနယ်မြေကိုသိမ့်ပိုက်ဖို့အတွက်အစီအစဉ်တွေဆွဲရတယ်လို့ထပ်ပြီးဖြူရတွေဆွဲရတယ်။ဂင်းကမျိုးတွေကအရှင်တွင်ဘလို့အကျိုးမြတ်မျိုးရနိုင်ပါသလဲ။တရားပါဦးကနယ်မြေချက်တွင်ဖို့ပဲစဉ်းစားတာမဟုတ်ပဲအဲ့ဒီနယ်မြေကိုသိမ့်ပိုက်ယူနိုင်ဖို့သူ့အတွက်ဘလို့အထောက်ပံ့ကောင်းတွေရမလဲဆိုတာကိုပဲကြည့်ရလူမျိုးကျုပ်ချမ်းပြန်သိရသလောက်အဲ့ဒီဂင်းကမျိုးတွေမှာလူမျိုးစုကောင်းဆောင်ရဲ့သမီးပန်းစုရမုံကတော့တော်လေးကိုချုံမောလှပါတယ်လို့ကြားသိရပါတယ်ရှင်ငါလည်းကြားတယ်တတိနေရပန်းစုရမုံကလှပါတယ်တဲ့ပြီးရင်သူ့ရဲ့စိတ်ဝင်စားမှုကလည်းစမ်းပြတယ်အနုပညာကိုစိတ်ဝင်စားတယ်အကခုံကိုမတ်မောတယ်သူကိုယ်တိုင်အငိတ်တပင်ပွဲတော်မျိုးတွေခဏခဏကျင်းပပြီးသူကိုယ်တိုင်လည်းသူတို့နယ်မြေလူတွေကိုဖျော်ပြပေးတယ်လို့လည်းကြားတယ်မင်းကဘလို့သဘောရလဲဒီလောက်သိုံနဲ့သူတို့နေမျိုးသိမ့်ဖို့ကမဖြစ်နိုင်သေးပါဘူးဟုတ်တယ်ငါပြောချင်တာလဲအဲ့ဒါပဲငါသိမ့်ချင်တဲ့အဓိကအကြောင်းရင်းကသူတို့မျိုးတွေကဗေဒင်တက်ခတ်တွေအရန်ကျွမ်းကျင်တဲ့ဘယ်ရပဲလို့သူတို့ကဂျိုတက်ခတ်နဲ့ရှင်ပြီးအလုပ်လုပ်ကြတာအဲ့ဒီအတွက်အပြက်ကြီးနေပြီးအောင်မြင်မှုများတယ်အဲ့ဒီလူတွေတော့ဖမ်းခေါ်နိုင်ပြီးငါတို့အတွက်အသုံးချရင်ပို့ပြီးတိုးတက်လာနိုင်တယ်အရှိရရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းသိရပြီးတာကြောင့်ခမေကခေါင်းတကျင်ကြီးနားလေပါပြီရှင်ထုံးစံတိုင်းအဲ့ဒီနေမျိုးကိုစိတ်လို့ဖို့မင်းတယောက်တည်းပဲငါယုံကြည်ရဲ့ကျုံနားလေပါရဲ့ရှင်အရှိရယုံကြည်ပေးမှုလည်းကျေးဇူးတင်ပါတယ်အရှိယုံကြည်မှုတွေမပြတ်ပြားသွားအောင်လဲအတက်နိုင်ဆုံးကြိုးစားပါမယ်လို့ကတိပြုပါတယ်မင်းဘယ်တော့လောက်ခရီးစားထွက်တော့မလဲဒီ3ရက်ထဲမှာထွက်မယ်တိကျတေချာပြတ်သားလာတဲ့စကက်လုံးတွေနဲ့ကတိပေးလိုက်တယ်မင်းကဒီကောင်ကိုပါရီများယုံကြည်ကိုးစားပြီးအရေးကြီးတဲ့ကိစ္စရပ်တွေမှာ
သုံးလိုက်တာလဲသိဟပါဦးဦးလေးသူရကြော်ခေါင်းဟာဒီကိစ္စကိုသိချင်းသိဟပါဦးကိုအပြစ်တင်စကားတွေပြောလာတယ်သူကိုယ်တိုင်ကြတော့တေးရတဲ့နဲ့မူးရစ်ပြောပါပြီဘာမှဖြစ်တော့မလုံနိုင်တဲ့ပြင်သူများလှုပ်တဲ့အရာကိုဖြက်လို့ဖြက်စီအတုံးမကျသလိုပြောချင်တဲ့သူရကြော်ခေါင်းကဒီမျိုးနဲ့သူရဲ့ဦးလေးဖြစ်တာမို့ဘယ်သူမှဘာမှမပြောတာလေးစားစရာနားခင်ကြစရာတကွမ်းမှမရှိရဲ့အဲ့ဒီလူကြီးကိုနာမည်ကြားတာနဲ့အားလုံးကညွန်ကြောက်သလိုဖြစ်နေကြတယ်။ရာမခမေဦးဆောင်တဲ့ပေတိုက်ပွဲဆိုအကုန်လုံးအောင်မြင်တာကြီးပဲဦးလေးကျုပ်အားကိုရဆုံးကလည်းသူပဲအခုလည်းတီပြွားမှာကောင်းကောင်းကြီးအနိုင်ရလိမ့်မယ်လို့ကျုပ်ကယုံကြည်ရဲ့မင်းမျက်လုံးထဲမှာငါ့ကိုမမြင်တော့ဘူးပဲတီဟပါဦးသူ့ကိုကြတော့အခွင့်အရေးပေးပြီးဘာလို့ငါ့ကိုကြတော့အခွင့်အရေးမပေးတာလဲမင်းကငါ့ရဲ့တူရဲမှာငါ့ကိုရှိစဉ်တုန်းကလည်းငါ့ရဲ့စွမ်းဆောင်ရည်တွေမင်းမြင်တဲ့အတိုင်းပဲတစ်ဖွဲ့သားလုံးကောင်းတာကိုနောက်မှနာမည်ဝင်ခံပြီးသူရဲကောင်းလုံးနေတဲ့သူရကြောက်ခေါင်ရဲ့အကြောင်းကိုအားလုံးသိနေပေမဲ့ဘာမှမပြောတာလို့ပဲအလျှော့ပေးထားရတယ်ထားလိုက်ပါတော့အခုလဲကျုံမိပေးထားပြီးကျုပ်ကိုစိတ်ပြမလုပ်ဖို့ခမေကကောင်းကောင်းကြီးသိရဲ့မင်းသိမ်းယူတော့မဲ့ခင်းကမျိုးနဲ့စုကိုလဲငါသိရဲ့မင်းတို့ပြောတဲ့စကားတွေကုန်လုံးလဲကြားလိုက်တယ်ဒီတစ်ခေါက်ခင်းကမျိုးနဲ့ကိုသိမ်းပိုက်လို့ရရင်ခုနကပြောတဲ့မင်းသမီးချောလေးပန်စုယူမကိုငါသိမ်းပိုက်ပါနော်ပလဲပြကျုံကမင်းသမီးနှစ်ယောက်ကိုလဲအဲ့ဒီကောင်လက်ဦးသွားပြီးအဲ့ဒီတယောက်ကိုတော့ငါလုံးဝဆုံးရှုံးမခံနိုင်ဘူးဦးလေးအိမ်တော်ကအမျိုးသမီးတွေနဲ့မတင်းတိုင်နိုင်သေးဘူးလားရိုးသွားပြီငါရိုးသွားပြီချောပေလှပေတယောက်မှပါမနေဘူးအခုမျက်နှာတော့မမြင်ရသေးဘူးသတင်းတွေနဲ့တော့တော်တော်မွှေးပြန့်တဲ့မင်းကလေးမျိုးငါလိုချင်တာအားနေအရက်တော့မိမကိစ္စကျူးလွန်ဖောက်ပြတနေ့ဒါတွေနဲ့ပဲအချိန်ကုန်နေတဲ့ဦးလေးကိုတီးဟပါဦးလဲတော်တော်စိတ်ကုန်နေရတယ်အခုလဲတိုက်ပွဲကအောင်မြင်မလားမအောင်မြင်ဘူးလားမသိရသေးခင်ပါပဲအဲ့ဒီမျိုးနဲ့သူကအမျိုးသမီးကိုထိပါဖို့စူးစမ်းနေပြန်တယ်ပန်စုရင်မောကကျုပ်တက်ပဲဘာဖြစ်တယ်မင်းကမိန်းကလေးကိစ္စကိုစိတ်ဝင်စားမလားဘာလို့ဒီတစ်ခေါက်ကြတော့ဒီလိုစကားထွက်လာရတာလဲကျုပ်မျိုးနဲ့ရဲ့မျိုးဆက်လိုတယ်အဲ့တော့လက်ဆက်မရမယ်သတင်းတွေကိုလည်းကျုပ်တော်တော်ကြီးကြားသိရပြီပန်စုမျိုးမောကကျုပ်တက်ပဲအဲ့ဒါကြောင့်နည်းနည်းလေးတောင်ပြစ်မဖို့မကြိုးစားပါနဲ့တူလေးရဲ့စကားကြောင့်သူရကြော်ကောင်လဲဒေါသတွေအချိန်မထိန်နိုင်ဖြစ်ပြီးပေါက်ကွဲပြီးဘောင်းအိမ်တော်ကနေပြန်သွားပါတယ်ခရီးစားထွက်ရမှာမို့အိမ်တော်တစ်ခုလုံးအရှက်တွေအားလုံးပြင်ဆင်ပေးနေကြတယ်လမ်းကြီးတစ်လျှောက်မှာရောဟိုမှာစကန်ချပြီးအချိန်ဘလောက်ကြာနေမှမသိတဲ့အတွက်ကြောင့်အားလုံးကလည်းခံမှန်းပြီးတော့ရိတ်ခါတွေစေးဝါးတွေလိုအပ်တာမှန်သမျှစုဆောင်းပေးနေကြတယ်အားလုံးကသူ့လုံနဲ့သူအလုံးရှုံနေတဲ့အချိန်ရာမခမေးလဲနှစ်ဖူးကိုလက်နဲ့ပုတ်ပြီးအတွေးများနေတယ်ဟိုမိန်းကလေးနဲ့သွားတွေ့ရမှာလားထိခိုက်တန်ရာရသွားတာတွေကိုစေးစရာနဲ့ကုသပေးထားပြီးဆိုပေမဲ့ကျူးလွန်ခဲ့တဲ့နေ့ကစပြီးမျက်နှာချင်းမဆိုင်အောင်နေထိုင်ခဲ့တာအခုကျတော့ခီးရှည်ကြီးလဲထွက်ရမှာပြီးရင်လက်ဆက်ခန်းထားလဲမလုပ်လိုက်ရဘူးသူမလေးကလည်းသူ့ကိုနာရာကြီးကြီးနဲ့ယွန်းရှာနေလောက်ပြီးဘလို့လုပ်ရမှာလဲသွားတွေ့ရမှာလားမတွေ့ရဘူးလားတွေ့ကျင်တဲ့စိတ်ကရှိပေမဲ့အိမ်တော်ကနေချက်သူနဲ့ခိုးထွက်ရပြီးအတွေ့ရတဲ့သူမကိုသူကလည်းစိတ်ဆိုးဒေါသထွက်နေအောင်မပြေသေးပါဘူးခရီးတစ်ခုကိုထွက်ခါနေတိုင်းတက်ကြွနေတတ်တဲ့ခမေကဒီတစ်ခါမှတော့ငြိမ်သက်သာကောင်းနေအောင်ဒေဝါတို့ကလည်းတတိထားမိနေကိုရတဲ့ခင်ဘာလို့အလိုရှိနေလဲဆိုတာအားလုံးထက်သူတို့ကပိုသိတာမို့အရှင်ကိစ္စရှိလို့လားအမြန်ပြောစမ်းအရှင်မကိုမတွေ့တော့ဘူးလားဘာကိစ္စနဲ့တွေ့ရမှာလဲအရှင်မအခုချိန်မှာအရှင်ရဲ့မြတ်တောင်ညှော်လေးနေလောက်မှာကျုပ်တို့ဇနီးများလည်းအဲ့လိုပဲချစ်စာကြိုက်စာညားခါစာခွဲလို့တော့မရဘူးအရှင်မလည်းအရှင်ကိုမျှော်နေလောက်မှာပြီးတော့အရှင်ခီးထွက်မှာလည်းသူသိနေလောက်ပြီခရီးကဘလောက်ကြာမယ်မဲဘယ်သူမှမသိနိုင်ဘူးလေပြီးတော့ဒီခီးကလည်းအန်တီရဲ့များတယ်နယ်မြေတစ်ခုကိုသိမ်းပိုက်ဖို့သွားရတဲ့လူတွေဆိုတော့ဟိုဘက်ကသာရိမ့်မိသွားရင်အင်အားလုံးရင်းနေဆိုသူတို့ဘာမှလုပ်နိုင်မှာမဟုတ်ဘူးအန်တီရဲ့တော်တော်များတဲ့ကိစ္စတခုသူတို့စီမှာမိသွားခင်အသက်တောင်ပြန်ပါလာမှာမဟုတ်ဘူးအရင်ဒီလည်းများတယ်လို့စွန့်စားမှုကလည်းကြီးတယ်ဒီဝါရဲ့စကားတွေကိုခက်ရေးနားထောင်နေပြီးဘာလို့ရမလဲဝေခွဲရခက်နေညံဝင်းလက်ပြောင်သွားတွေ့ဖို့ကသူ့ရဲ့မာနတွေကခွင့်မပြုဒါပေမဲ့တစ်ဖက်မှာလည်းသူ့ကြောင့်ထိခိုက်နာခြင်းပြီးနေပကောင်းဖြစ်သွားရတဲ့သူမကိုသွားကြည့်ချင်နေမိရဲ့ထိုင်ရကနေထားလိုက်တော့ဒီဝါတို့ကယူသေးပေးကြပြီးဘယ်သွားမလို့လဲရှင်အနောက်ကအိမ်တော်ဝင်းရုံကိုဖြန့်ပြီးတက်ကြတဲ့ခြေလမ်းတွေကအနောက်အိမ်တော်စီကိုထွက်သွားတယ်အပြိုတော်တွေကသူ့ကိုမြင်တော့ခေါင်းငိတ်ယူသေးပေးကြတယ်ညံဝင်းလက်ပြားရောအိမ်တော်ထဲမှာရှိပါတယ်ဒီနောက်ဘယ်သူမှမလာခဲ့စေနဲ့မင်းတို့လည်းပြန်ထွက်သွားအိမ်တော်တဝိုက်ကလူတွေကိုအရင်မောင်းထုတ်လိုက်ပြီးသူတယောက်တည်းပဲသူမရှိတဲ့နေရာလေးစီသွားလိုက်ပါတယ်ဇလန်လေးကဒီမာရင်ပြီးဆုံးသွားပါပြီ။နောက်ဆက်ပြီးတဲ့ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းဘယ်လိုဇလန်ကောင်းလေးတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ရင်နားဆင်ပေးပါအောင်ရှင်။